2014 ခုနှစ်မေလ2 ရက်ဓမ္မသင်္ဍံအဘိဓမ္မာအနှစ်ချုပ်1ဘာသာရပ်မနေ့ကအဘိဓမ္မာရဲ့အခြေခံသဘောတရားတွေရှင်းပြီးတော့ပြောထားခဲ့ပြီးပြီပြီးတော့အဘိဓမ္မာဆိုတာပါလဲမြတ်စွာဘုရားဟောထားတဲ့အဘိဓမ္မာ9ကျမ်းလူပြည်မှာစီစဉ်ထားတဲ့ကျမ်းတွေမြတ်စွာဘုရားတိုက်ရိုက်ဟောတာဟုတ်သလားမြတ်စွာဘုရားဟောတဲ့ထဲကမြတ်စွာဘုရားစီကသင်ပြီးတော့ရှင်သာရိပုတ္တရာကလူပြည်လူလောကနဲ့တန်ယုံလောက်ဆိုပြီးတော့အဘိဓမ္မာတရားကိုဟောပြင်ဆင်ပြီးတော့ရှင်သာရိပုတ္တရာအကျဉ်းချုပ်ပြီးတော့ဟောတာတဲ့အဘိဓမ္မာ9ကျမ်းပဋ္ဌာန်းကျမ်းကြီးပဲ9အုပ်ရှိတယ်ပေါ့အဲဒီမှာဓမ္မသင်္ကနီတို့ဝိပင်္ဂါတို့ဓာတုကထာတို့ပုဂ္ဂလပညာတို့ကထာဝတ္ထုတို့ယမိုက်တို့ယမကဆိုတဲ့ကျမ်းတွေအဲလိုကျမ်းပေါင်း9ကျမ်းဆိုတာလေသိရှိထားဖို့ပြောထားပြီပေါ့နောက်ပြီးတော့မှ9ကျမ်းမှာဘာတွေဟောတာတုံးလို့နှစ်ချုပ်ပြောမယ်ဆိုရင်ပညာတိဓမ္မနဲ့ပရမတ္ထဓမ္မဒီနှစ်ခုပဲဟောတယ်ဆိုတော့အဲ့တော့ပညာတိဓမ္မဆိုတာဘာကိုခေါ်တယ်ပရမတ္ထဓမ္မဆိုတာလဲဘာကိုခေါ်တယ်ဆိုတာလဲရှင်းလင်းပြောထားပြီးပြီပေါ့နောက်ပရမတ္ထဓမ္မလို့သတ်မှတ်ထားတာတရားအမျိုးအစားအဖြစ်ဘယ်နှမျိုးရှိသလဲလို့ဆိုရင်4မျိုးရှိတယ်လို့ပရမတ္ထတရား4ပါးလို့ဆိုပြီးတော့ဗမာပြည်မှာဒီလိုပဲသိကြတယ်4ပါးလို့ပဲပြောလို့ရလားလို့ဆိုရှုထောင့်နဲ့ပြောလို့ရတယ်ပေါ့ယုတ်နံနိဗ္ဗာန်လို့ဆိုလို့ရှိရင်တော့ပရမတ္ထတရား3ပါးပဲပေါ့ယုတ်ရယ်နံရယ်နိဗ္ဗာန်ရယ်လို့ပြောမယ်ဆိုရင်တော့ပရမတ္ထတရား3ပါးလို့ပြောသင်္ကတနဲ့အသင်္ကတလို့ပြောမယ်ဆိုရင်တော့2မျိုးလို့လည်းပြောလို့ရတာပေါ့နော်ဒီကိန်းကဏ္ဍတွေကပရမတ္ထတရား4ပါးဆိုတာဒီတဲ့မပူတာကိုပြောတာသစ္စာ4ပါးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးသစ္စာ4ပါးလို့ကျတော့သူကဒီကဏ္ဍအတိအကျခံတတ်ထားတဲ့ကဏ္ဍပဲသစ္စာ5ပါးမရှိဘူးပေါ့ပရမတ္ထတရားဆိုတာတော့ခုနရှုပ်တရားနံတရားနိဗ္ဗာန်လို့ပြောရင်3မျိုးလို့ပြောလို့လည်းရတယ်ပေါ့နော်ဒီလိုဆိုလိုတာပေါင်းပြီးတော့ဟုတ်ပြီနောက်ရုပ်နဲ့ပတ်သက်ပြီးတော့ရူပဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ရုပ်ဆိုတဲ့အဓိပ္ပာယ်ရဲ့အဓိကရုပ်တွေဟာ2မျိုးခွဲလိုက်တဲ့အခါမဟာဘူတနဲ့ဥပါဒါလို့2မျိုးရှိတယ်မြတ်စွာဘုရားရဲ့သုတ်တံပါဠိတော်တွေတရားတွေကိုလေ့လာမယ်ဆိုရင်မြတ်စွာဘုရားကရုပ်ဆိုတာဘာလဲလို့မေးခွန်းထုတ်ပြီးဖြေတဲ့အခါမှာမဟာဘုတ်4ပါးနဲ့မဟာဘုတ်4ပါးကိုမှီဖြစ်တဲ့ဥပါဒါရုပ်လို့ဒီလို2မျိုးပဲမြတ်စွာဘုရားခွဲပြလေးရှိတယ်သုတ်တံတွေမှာ2မျိုးပဲပြောလိုက်တယ်ဥပါဒါရုပ်တွေကိုအသေးစိတ်ထုတ်ပြီးတော့မဟောဘူးပေါ့ရုပ်ဆိုတာဟာမဟာဘုတ်4ပါးရဲ့နယ်မဟာဘုတ်4ပါးကိုမှီပြီးတော့ဖြစ်နေတဲ့ဥပါဒါရုပ်ရဲ့လို့ဒီလို2မျိုးပဲဓမ္မသင်္ကနီပါဠိတော်ကြမှာထပ်ပြီးတော့အသေးစိတ်ခွဲပြတာအဲ့တော့မဟာဘုတ်4ပါးဒီဥပါဒါရုပ်24ပါးဒါအခုအတိဖြစ်နေတာပေါ့ရှေ့ပိုင်းမှာဆိုလို့ရှိရင်25လို့လည်းပြောတာရှိတယ်23လို့လည်းပြောတာရှိတယ်အထသလိနိတက္ကရာမှာဗလယုတ်တို့ဒါတွေထည့်ပြီးတော့ပြောတာတွေရှိတယ်ရောဂယုတ်တို့နောက်ပိုင်းမှာတော့အဲ့ဒီရုပ်လို့သတ်မှတ်လာတဲ့ဟာတွေကိုတဖြည်းဖြည်းပြန်ပြီးတော့တူရတွေကိုပြန်ချုံးလိုက်တဲ့အခါအခုတော့ယုတ်28ပါးပဲအတည်ဖြစ်နေခဏထိပြီးတော့မှအဲ့တော့အမည်နာမဝါရဆိုတာဒါကတော့သူရှုထောင့်ကနေသူပြောတာဆိုတော့အရေးတကြီးမဟုတ်ဘူးဒီဟာကနော်အရေးတကြီးမဟုတ်ဘူးမြတ်စွာဘုရားဓမ္မသင်္ကနီမှာဟောတာ25ပဲဟောတယ်25ပဲဟောတယ်ပါဠိတော်မှာအဲ့တော့အခုမှတော့ယုတ်28ပါးလို့ဆိုတာထေရဝါဒ
နိုင်ငံတွေမှာဒါအတိဖြစ်နေတဲ့ဒီခဏလေးနဲ့အတိဖြစ်တာအဲ့ဒါဒီအများသိမှတ်ထားတဲ့အတိုင်းပဲမှတ်သားထားဖို့ပေါ့အဲ့ဒီမှာတဘာဝအားဖြင့်ဒီနေ့ကပတာရယုတ်ဆိုတာတွေရဲ့အကြောင်းကိုရှင်းပြပြီးပြီခောစရယုတ်တို့ဇီဝိတယုတ်တို့အာဟာရယုတ်တို့ဘာဝယုတ်တို့ဆိုတာလည်းရှင်းပြပြီးထားပြီအဲ့ဒါလို့ဆိုလို့ရှိရင်တော့တဘာဝတရားရဲ့ယုတ်တွေမိမိတို့တဏ္ဍမှာတွေ့ရှိနိုင်လောက်တယ်လို့ထင်တယ်ကမ္မဋ္ဌာန်းရှုတဲ့အခါကျတော့ဒီဘာဝအာဟာရယုတ်တို့ဘာဝယုတ်တို့ဆိုတာရှုဖို့အမတ္တမခက်ခဲတယ်ဟုတ်စတဲ့ပုဂ္ဂိုလ်တွေမှာရှုဖို့ခက်ခဲတယ်ဘာလို့တချို့ယုတ်တွေကအသိဉာဏ်နဲ့သိရမယ့်ယုတ်တွေရှိတယ်အသိဉာဏ်နဲ့သိရမယ့်ယုတ်တွေဆိုတမ္မာအဖြစ်စပြီးသိဖို့ခက်တယ်သိနိုင်တဲ့ယုတ်တွေကဘာတွေတုံးဆိုပတာရယုတ်5ခုနဲ့ခောစရယုတ်9ခုဆိုတာကိုတော့ဝိပဿနာကမ္မဋ္ဌာန်းရှုတဲ့အခါမှာအစင်းအာယုံကမျက်စိမှာလာထင်တယ်ဆိုမျက်စိဟာလည်းမမြဲဘူးအစင်းအာယုံဟာလည်းမမြဲဘူးမမြဲတာနှစ်ခုကိုအကြောင်းပြုပြီးတော့ပေါ်လာတဲ့မြင်သိစိတ်ဟာလည်းမမြဲဘူးမြင်သိစိတ်ဖြစ်ပြီးလို့ဖြစ်လာရတဲ့ဖတ်တာဆိုတာလည်းမမြဲဘူးခံစားမှုဝေဒနာဆိုတာလည်းမမြဲဘူးတွေ့တာမှုတဏှာဆိုတာလည်းမမြဲဘူးလို့ပရိစ္ဆေသမုပ္ပါဒ်တိုင်းသွားတာသူကဖတ်တာပစ္စယဝေဒနာပစ္စယတဏှာဆိုပြီးဆတ်ဆက်ကသုတ်တံမှာအဲ့ဒီရှုခွက်နဲ့သွားတာသူကဒါဝိပဿနာရှုတဲ့အခါမှာရှုဖို့ယုတ်တရားတွေပေါ့နော်ဒါကတော့နေ့စဉ်ဘဝမှာအမှန်တမ်းအရေးကြီးတယ်ပေါ့ဒီထဲမှာယုတ်တရားနဲ့ကမ္မထာရှုမယ်ဆိုရင်ရှင်ရာဟုလာကိုမြတ်စွာဘုရားဟောတဲ့ဓာတ်ကမ္မထာဆိုတာပထဝီအာဘောတေဇောဝါယောခန္ဓာကိုယ်ကြီးကိုသဘာဝတရားနဲ့အပုံပြုတ်ပြီးတော့ရှုလိုက်မယ်ဆိုရင်ပထဝီကတစုအာဘောကတစုတေဇောကတစုဝါယောကတစုဒီလို၄စုဖြစ်သွားတယ်အဲ့တော့ပုံပန်းတန်တန်ပျောက်သွားသည့်ထိအောင်သူကဓာတ်၄ပါးအစုမြတာဖြစ်တယ်တရားဆိုတာမဟုတ်ဘူးယောက်ျားမိန်းမဆိုတာမဟုတ်ဘူးအထင်အမြင်တွေမြတာဖြစ်တယ်ဆိုတဲ့အမှန်တရားကိုသိရှိဖို့အတွက်ဓာတ်ကမ္မထာအနေနဲ့မြတ်စွာဘုရားရှင်ရဟုလောက်ပေးတဲ့ဓာတ်ကမ္မထာနဲ့ရှိတယ်အဲ့တော့မဟာတတိပဋ္ဌာန်သုတ်မှာဒါကအဘိဓမ္မာသင်တယ်ဆိုရင်တော့သုတ်တန်နဲ့တွဲဖက်ပြီးတော့နားလည်အောင်လို့ပြောတာတချို့ကအဘိဓမ္မာဆိုပြီးတော့သုတ်တန်နဲ့မြင့်မြတ်တယ်လို့ဒီလိုလဲထင်တယ်မဟုတ်ဘူးဒီပညာရနှစ်ခုကအတူတူပဲအဘိဓမ္မာမှာအသေးစိတ်ပြောတာနဲ့သုတ်တန်မှာလူရင်းပြောတာဒါပဲကွာအဲ့တော့အဘိဓမ္မာနဲ့သုတ်တန်နားလည်မှုလွဲမှားနေကြတာရှိတယ်အဘိဓမ္မာမှာသုတ်တန်ကတော့တရားမဟုတ်တယ်လို့ဖြစ်နေတကယ်ကတော့လူပြည်မှာဟောတဲ့တရားတွေကသုတ်တန်တရားတွေကြီးပဲကိုနော်အဘိဓမ္မာကိုသင်ခြင်းအပြင်သုတ်တန်ကိုပို့နားလဲလာတယ်အဲ့ဒါလို့ဖြစ်ဖို့လိုတယ်ဒါကဘုန်းကြီးကဘာလို့ပြောတာတုံးဆိုတော့တချို့ကပြောတဲ့အတန်လေးတွေကိုဘုန်းကြီးတို့တော့လူမျိုးစုံလာတာဆိုတော့သိတယ်နော်ဒီမျိုးတို့ကသုတ်တန်တွေကိုသိအလေးမထားပါဘူးလို့ပြီးတော့ဒီလိုပြောတဲ့လူကလည်းရှိသေးတယ်အဲ့တော့သူသဘောနားမလဲတဲ့သဘောဖြစ်တယ်ဒီသုတ်တန်တို့ဝိဓမာတို့ဆိုခွဲခြားချက်ကရှုထောင့်တစ်ခုအနေနဲ့ခွဲပြောတာဘုရားတရားကြီးပဲတူတူပဲအဘိဓမ္မာမှာတရားမဟုတ်ဘူးသုတ်တန်နဲ့အတူတူပဲအဘိဓမ္မာသင်ခြင်းအပြင်ဘာကျိုးရှိသုတ်တန်လေးပို့နားလဲလာပို့ပြီးတော့ပြည့်စုံလာဒီလိုဆိုလို့ဒါအသေးစိတ်လားသုတ်တန်တရားတွေပေါ်မှာပို့ပြီးတော့အသေးစိတ်ရှုမြင်သုံးသပ်တတ်လာတယ်ပေါ့ဒါမို့အဘိဓမ္မာဆိုဒီမှာ analytical knowledge ကြောင့်မိုင်းနေမှာဒါနာမရူပပြိစေတာဒါကြောင့်မလို့ဒီအဘိဓမ္မာသင်္ကကျမ်းကိုရေးတဲ့ရှင်အနုရုဒ္ဓကနာမရူပပြိစေတာဆိုပြီးတော့ကျမ်းတစ်ကျမ်းရေးထားတာရှိတယ်နာနဲ့ရုပ်ကိုခွဲခြားပြတဲ့ကျမ်းဆိုပြီးတော့အဓိကအဘိဓမ္မာကဒီနှစ်ခုဟာဘလို့ထူးခြားတုံလို့ခြုံငုံသုံးသပ်ပြီးအနှစ်ချုပ်ပြောမယ်ဆိုသုတ်တန်ဆိုတာတရားဝါရီစရိုက်နဲ့ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘယ်လိုကျင့်ကြံအထောက်ရမယ်လို့ instruction ပေးတာဆုံးမဩဝါဒပေးပြီးတော့ဟ
ဟောတာကသုတ်တံလို့ခေါ်တယ်တရားဝါရီဇယိုက်နဲ့ကြိုက်အောင်မြတ်စွာဘုရားသွန်သင်ဆုံးမဟောပြောပြတာတရားဥတရားမြတ်ရသည်ထိအောင်ဆုံးမသွန်သင်ပြီးလိုက်နာကျင့်သုံးရမယ့်အချက်တွေနဲ့သီလသမารိပညာတွေကိုဥတည်ပြီးတော့ဟောတာဒါသုတ်တံအဘိဓမ္မာဆိုတာကြတော့သဘာဝတရားတွေဟာအချင်းချင်းအပြန်အလှန်ဆက်သွယ်ပြီးတော့ဘယ်လိုဖြစ်ပေါ်နေတယ်ဆိုတာနော်သဘာဝတရားတွေအချင်းချင်းဘယ်လိုဆက်သွယ်ပြီးတော့ဖြစ်ပေါ်နေတယ်ဆိုတာကိုတရားတွေနဲ့မပတ်သက်ဖ ೇನೆ သဘာဝတရားတက်တက်ကိုသာရှင်းပြတာအဘိဓမ္မာလို့ဒီလိုဆိုလိုတာပေါ့ဒါတောင်အဘိဓမ္မာထဲမှာတော့တရားတွေနဲ့ပတ်သက်တာပြောသေးတယ်မြတ်စွာဘုရားဒါမပြောလို့မရဘူးလေနော်အဲ့တော့သဘာဝတရားတွေဟာဘယ်လိုတစ်ခုနဲ့တစ်ခုအလုံးလုံးတယ်ဆိုတာကိုပြောပြတရားတွေနဲ့ဆက်ဆက်ပြီးမပြောဥပမာဟေတုပိစယောဆိုရင်လောဘသည်လောဘနဲ့ရှင်တဲ့စိတ်တွေနဲ့ဘယ်လိုလောဘနဲ့ရှင်တဲ့စိတ်လောဘဒီအဲ့ဒီစိတ်ကြောင့်ဖြစ်တဲ့ယုတ်တရားတွေနဲ့ဘယ်လိုဆက်ဆက်ပြီးသူကအပြန်အလှန်အထောက်အကူပြုနေတယ်ဆိုတာသဘာဝတရားတက်တက်ကိုပြောတာလူတယောက်ဒီတော့လူတယောက်ကိုအမိပြုပြီးဘယ်လိုဖြစ်နေတယ်ဆိုတာကိုပြောတာမဟုတ်ဘူးလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့လောဘသည်အဲ့ဒီလောဘနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့စိတ်အဲ့ဒီစိတ်ကထုတ်လုပ်တဲ့ယုတ်အဲ့ဓာတွေပေါ်မှာလောဘကဘယ်လိုအကျိုးသက်ရောက်မှုရှိနေတယ်ဘယ်လိုထောက်ကူဖြစ်နေတယ်သဘာဝတရားတက်တက်ကိုရှင်းပြတာဘိဓမ္မာလို့ခေါ်တာအဲ့တော့နှစ်ခုစလုံးဟာအရေးကြီးတာကြည့်ပဲနော်အရေးကြီးတာကြည့်ပဲသုတ်တံလေးအဘိဓမ္မာလေးလို့အဲ့ဒါလို့မပြောမိစေနဲ့ပေါ့သုတ်တံနဲ့အဘိဓမ္မာဟာတူတူပဲအတိပဲအနှစ်ချုပ်မှာတူတူပဲလို့အဲ့တော့အခုအဘိဓမ္မာသိရင်လည်းသုတ်တံကနားလည်မှုကမ္မထာတရားအထုတ်တဲ့အခါမှာနားလည်မှုမဟာဟတ္ထိပဒောပမသုတ်ဆိုတာရှိတယ်ဒါ၄ပါးနဲ့ပတ်သက်ပြီးရသော်ပြအသေးစိတ်ဟောတာမဟာဟတ္ထိပဒောပမသုတ်ဟတ္ထိပရဆိုတာဆင်ချေရပဒောပမပဒဥပမာဥပမာဆိုတာနှိုင်းရှင်ပြတာဆင်ချေရနဲ့နှိုင်းရှင်ပြပြီးတော့ဟောတဲ့ဒီသုတ်တံတစ်ခုဟတ္ထိပဒောပမသုတ်လို့ခေါ်တယ်အဲ့ဒီမှာနှစ်သုတ်ရှိသည့်အတွက်ကြောင့်မဟာနဲ့စုလဆိုပြီးတော့နှစ်ခုခွဲထားတယ်မဟာဟတ္ထိပဒောပမသုတ်နဲ့စုလဟတ္ထိပဒောပမသုတ်အဲ့တော့ဓာတ်၄ပါးကိုဟောတာဓာတ်၄ပါးကမဟာတတိပဌာနာသုတ်မှာအကျဉ်းလေးတွေဟောထားတာမှာသဘောတရားအနေနဲ့ပြောမယ်ဆိုလို့ရှိရင်နွားတသမတယောက်ဟာတဲ့နွားတကောင်ကိုတတ်ပြီးတဲ့အချိန်ထိတတ်နေတော့ကလည်းသူနွားကိုတတ်တယ်လို့သိတယ်အဲ့ဒီနွားအကောင်ကိုဖြတ်နေတဲ့အချိန်မှာလည်းနွားကိုဖြတ်နေတယ်လို့သူသိတယ်နွားဆိုတဲ့အမှတ်တင်ညာမပြောက်သေးဘူးပေါ့တတ်တော့ကလည်းနွားပဲဒီလှီးဖြတ်နေတဲ့အခါမှာခုတ်ထစ်နေတော့လည်းနွားပဲအရေးတခြားအသားတခြားအယိုးတခြားပုံပြီးပြီဆိုတဲ့အခါကျရောင်းပြီဆိုတဲ့အခါကျတော့ तू နွားရောင်းတာမဟုတ်ဘူးအမဲသားရောင်းတာဖြစ်သွားတယ်တရေရောင်းတယ်အမဲသားရောင်းတယ်ဖြစ်သွားတယ်နွားဆိုတဲ့တင်ညာပျောက်သွားတယ်နော်မြတ်စွာဘုရားဥပမာပေးထားအဲ့တိုင်းနွားတတ်နေတော့ကလည်းနွားဆိုတဲ့မှတ်တင်ညာရှိတယ်ဖြတ်နေတော့ကလည်းနွားဆိုတဲ့မှတ်တင်ညာဖြစ်တယ်အကောင်လုံးပြတ်သွားပြီးတော့အသားတစ်ပုံအယိုးတစ်ပုံနော်အဲ့ဒါတွေအကုန်လုံးပုံပြီးအရေးတစ်ပုံပုံထားပြီးပြီဆိုတဲ့အချိန်ကျတော့သူစိတ်ထဲမှာငါနွားကြီးကိုရောင်းနေတယ်လို့မသိတော့ဘူးမတင်ညာပျောက်သွားတယ်အဲ့တော့ဓကမထာအာထုတ်တဲ့ကအဲ့လိုတင်ညာပျောက်အောင်အာထုတ်ရမယ်လို့ဆိုလို့တယ်နော်လူရဲ့ခန္ဓာကိုယ်ခွဲစိတ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဓာတ်၄ပါးပဲဖြစ်တော့တယ်ဓာတ်၄ပါးကိုပထဝီလိုပဲမြင်တယ်အာဘောလိုပဲမြင်တယ်တေဇောလိုပဲမြင်တယ်ဝါယောလိုပဲမြင်သွားပြီလူရဲ့ပုံပန်းတန်တာအခေါ်ဝအတွေးခေါ်တွေအကုန်လုံးပျောက်သွားတတ္တတင်ညာတရဝါဆိုတဲ့ဟာပျောက်သွားအဲ့ဒီလိုပျောက်သွားခြင်းဟာဒါတရားလမ်းကြောင်းပေါ်တယောက်တည်းလို့ဆိုဘာလို့လဲဆိုတရဝါလို့သိနေသေးတယ်များကာလပတ်လုံးချစ်ခင်ခြင်းမုန်းတီးခြင်းနဲ့သွားနေပါတော့ချစ်ခင်ခြင်းမုန်းတီးခြင်းနဲ့သွားတရဝါဆိုတဲ့အမှတ်တင်ညာပျောက်သွားတာနဲ့တပြိုင်နက်ချစ်ချင်းမုန်းခြင်းဟာပျောက်သွားအဓိကကတော့ချစ်ချင်းမုန်းခြင်းပျောက်ဖို့လုပ်တာအဓိကကတော့ချစ်ချင်းပေါ့နော်လူတွေရဲ့တွေ့တာချင်းတတ်မဲ့ချင်းဆိုတာအဲ့ဒါပျောက်ဖို့အဲ့ဒါပျောက်ရင်ဒေါသလည်းပျောက်သွားတာပဲနောက်ပိုင်းကျလူတရားထုတ်တယ်ဆိုတာအဲ့ဒီဟာအဓိကနော်တရားထုတ်ပြီးတော့
မထိုင်နိုင်လို့ဆိုပြီးတော့လဲစိတ်မပူနဲ့တရားအထုတ်တယ်ဆိုတာစိတ်အလုပ်မနှောကမယ်ဘယ်လိုနေနေဘယ်လိုထိုင်မှတရားလည်းမဟုတ်ဘူးเนาะမြတ်စွာဘုရားစဉ္ညာလျှောက်ကိုဒီဟာကဣရိယာပုတစ်ခုပဲတရားမထုတ်ဘဲနဲ့လည်းထိုင်လို့ရတာပဲလေတရားမထုတ်ဘဲနဲ့လည်းထိုင်နေတာရှိတာကိုရိယဇာကကြည့်ထိုင်နေတဲ့လူတွေရှိတာအဲ့တော့အရေးကြီးတာစိတ်အလုပ်ကအဓိကစိတ်ကတရားလုပ်နေတာဟုတ်ကဲ့လားအဓိကပဲเนาะထိုင်နေပြီးတော့တောင်တွေးမြောက်တွေတွေးနေတာလားငိုက်နေတာလားတခုဆိုရင်ဒါတရားမှမဟုတ်တာမဟုတ်ဘူးအဲ့တော့စိတ်ထဲမှာဒီကောင်းတဲ့အကုသိုလ်စိတ်တွေကိုတွန်းလှန်ဖယ်ရှားပြီးကောင်းတဲ့စိတ်တွေတိုးပွားအောင်လုပ်နေတာဒါတရားအလုပ်လုပ်နေတာအဲ့ဒါလို့တတိထားဖို့လိုရတယ်ပေါ့နော်ဟုတ်ပြီမနေ့ကဒီယုတ်တည်းရဲ့အကြောင်းကိုပေါ်လွင်ထင်ရှားအောင်ပြောပြီးပြီနော်ဇီဝိတယုတ်အာဟာရယုတ်ဟရိယယုတ်ဘာဝယုတ်အချင်းချုပ်အဖြစ်နားလည်သွားပြီလို့ယူဆတယ်အခုရုပ်အစစ်မဟုတ်ပေမဲ့လို့ရုပ်လို့သတ်မှတ်ထားတဲ့အရာတွေကိုပြောမှာပြိစေရာရုပ်တဲ့ပြိစေရာရုပ်ဆိုတာဘာကိုခေါ်တာတော့ဆိုအာဂတတ္တကိုခေါ်တယ်အာဂတဆိုတာသိတဲ့အတိုင်းပဲစာအုပ်နှစ်ခုချထားရင်စာအုပ်နှစ်ခုရဲ့အကြာလေးရှိတယ်နော်ပစ္စည်းနှစ်မျိုးတင်ထားရင်အဲ့ဒီနှစ်မျိုးရဲ့ဂျားလေးတွေအဲ့ဒီဂျားလေးတွေကိုပြောတာကောင်းကင်ကိုလှမ်းပြောတာမဟုတ်ဘူးနော်အာဂတဆိုတာအကြာလေးတွေကိုပြောတာကိုယ်ခန္ဓာကိုယ်မှာလည်းကြည့်ဒီချွေးပေါက်လေးတွေမှုှင်းချင်းပေါက်ကလေးတွေရှိတယ်လေဒါအာဂတလို့ခေါ်တယ်ဒါဟုတ်ဘိန်းတော်ဆရာတွေကပြောတယ်မဟုတ်လားအာဂတမပွင့်ဘူးလို့ပါတော့ပြောဝိညာဉ်ပေါက်တွေတို့ချွေးပေါက်တွေပိတ်နေတယ်အာဂတမပွင့်လို့ပြောတာလေအဲ့တော့အာဂတဆိုဒီမှာအာဂတဓာတ်ဆိုဒီမှာသူ့ကိုဒီမှာကြည့်ပရိစေရဆိုတာအပိုင်းအခြားလှုပ်ခြင်းလို့အဓိပ္ပာယ်ရတယ်ရူပကလာပတစ်ခုနဲ့တစ်ခုရောနှောပေါင်းဆက်ခြင်းမရှိစေရအပိုင်းအခြားပြုသောကြောင့်ပရိစေရယုတ်ခေါ်သည်ပရိစေရဆိုတဲ့အဓိပ္ပာယ်ကအပိုင်းအခြားပြုခြင်းလို့ဒီလိုအဓိပ္ပာယ်ရပိုင်းခြားပြခြင်းအဲ့တော့တစ်ခုနဲ့တစ်ခုရဲ့စัจ जा လေးဟာဥပမာရေနဲ့စီရောထည့်လိုက်ရောထည့်လိုက်လို့ရှိရင်ရေနဲ့စီကရောသွားတာမဟုတ်ဘူးရေတကန်းစီတကန်းဖြစ်နေမယ်အဲ့ဒီနှစ်ခုကြားမှာဒီလိုရောမသွားခြင်းဟာအကတရှိလို့ဒီလိုဆိုတာရောမသွားဒါကိုလည်းအာဂတလို့ခေါ်တာပဲတဘာဝချင်းရောလို့မရတာမှန်တယ်များတော့သူကဂျားထဲမှာအာဂတအကြအခွက်လေးရှိတယ်အဲ့တော့ဒီနေရာမှာအာဂတတဆိုဒီမှာရုပ်အစုရူပကလာပလို့ခေါ်တယ်ရုပ်ဆိုတာတစ်ခုတည်းမဖြစ်ဘူးစုပြီးမှဖြစ်တယ်အစုဝေးလိုက်ဖြစ်တယ်အနည်းဆုံး၈ခုပေါင်းထားတာဒါကတော့နားလည်နိုင်ပါတယ်ရေဟာအတ္တမ၃ခုပေါင်းထားတာကိုရေခေါ်တာကိုအခုခေတ်လူတွေနားလည်တယ်ဟာပဲအဲတစ်ခုစီခွဲလိုက်လို့ရှိရင်သူ့ quality တွေမရှိတော့ရုပ်ဟာလည်းပဲထို့တူပဲဘုရားရဲ့အဘိဓမ္မာအရဆိုရင်ရုပ်ဆိုတာ၈ခုပေါင်းထားတာအဲ့ဒီ၈ခုပေါင်းထားတဲ့ရုပ်အစုပေါင်း၈ခုပေါင်းတာရှိတယ်10ခုပေါင်းတာရှိတယ်17ခု12ခုစသည်ပေါင်းတာရှိတယ်အဲ့ဒီပဲအဲ့ဒီရုပ်အပေါင်းအစုတစ်ခုနဲ့တစ်ခုမှာမတူတဲ့သဘာဝလေးတွေရှိတယ်အဲ့ဒီသဘာဝချင်းမတူတာတွေကိုရောနှောထားတဲ့အခါမှာနှစ်ခုလို့ပြောရလောက်အောင်ဂျားထဲမှာရှိနေတာဟောနှစ်ခုလို့သတ်မှတ်လို့ရအောင်ရှိနေတာဒီပဲလေသူကအာဂတလို့ခေါ်တယ်အဲ့ဒီအကြာလေးကိုပြောတာနော်အဲ့ဒီအကြာလေးကိုပြောတာကလာပတစ်ခုနဲ့တစ်ခုပေါင်းဆက်သွားတာမဟုတ်ပဲနဲ့ထိချင်းထိနေပဲသို့တော့ရောမသွားဘူးဆိုပါစို့နော်အဘူးထဲမှာအတ္တိထည့်တာတစ်ခုနဲ့တစ်ခုထည့်အဲ့ကြားထဲမှာအာဂတရှိလားရှိတယ်တစ်ချောင်းနဲ့တစ်ချောင်းရောမသွားတာကအာဂတပဲအချောင်းတရားလို့ပြောလို့ရတာအာဂတဆံအိတ်ထဲမှာဆံစည်းတွေထည့်ထားတယ်တစည်းနဲ့တစည်းချာအာဂတပဲဒီလိုဆိုလို့တယ်နော်ဘုန်းကြီးတို့ဝတ်နေတဲ့အဝတ်အစားတွေမှာလည်းအာဂတပဲချီမြင်တစ်ခုနဲ့တစ်ခုဟာတစ်ခုစီပဲလေအဲ့ဒါလို့တစ်ခုစီလို့ပြောရတယ်ဂရုလိုက်ပေါင်းနေတာလေရဲ့ဂျားလေးတွေကိုအာဂတလို့ခေါ်တာတခြားဟာကိုခေါ်တာမဟုတ်ဘူးအဲ့တော့အာဂတဆိုတာ
ရုပ်အစုနှစ်ခုအနည်းဆုံးနှစ်ခုရဲ့ခြားကိုအာကာသလို့ခေါ်တယ်လို့ဆိုတော့ तू ကရုပ်လားလို့ဆို तू ကရုပ်မဟုတ်သို့တော့ရုပ်နဲ့ဆက်ဆက်ပြီးမှ तू ကိုပြောရတာဖြစ်သောကြောင့် तू ကိုရုပ်ထဲထည့်တယ်လို့ဒီလိုပြောတာဒီရှိနေတဲ့အခါ तू ကိုရုပ်ထဲထည့်ရတယ်ဒါမို့ရုပ်အစစ်မဟုတ်ဘူးလို့ပြောတာဒါကြောင့်မို့ तू ကလာပရုပ်ရူပကလာပပေါင်းစည်းတဲ့အထဲမှာလည်း तू မပါဘူး तू ကအပြင်မှာကလာပတစ်ခုနဲ့တစ်ခုကြာအဲ့ဒီသဘောလေးကိုနားလည်ဖို့ပေါ့ဒါမို့ရူပကလာပတစ်ခုနဲ့တစ်ခုရောနှောပေါင်းစပ်ခြင်းမရှိစေရအပိုင်းခြားပြုသောကြောင့်ပြိစ္ဆေဒရုပ်ရူပကလာပရုပ်အစုတို့ဤအကြားဖြစ်သောအာဂတဓာတ်ကိုပင်ခေါ်သည်မဟာဘုတ်၄မျိုးတို့နှင့်မထိမဆက်သောအကြားအယတ်သည်ရုပ်မဟုတ်တော်လီရုပ်ဝင်ရည်တွေ့ရသောအရာဖြစ်သည်ရုပ်တည်းရဲ့ခြားလေးကိုပဲရုပ်လို့ခေါ်လိုက်တာဒီလိုဆိုတာပေါ့နော်ဒါကအာဂတဓာတ်ပြိစ္ဆေဒရုပ်သူ့ကိုလေဓာတ်6ပါးကမ္မထာနဲ့ကြတော့သူကလပတွေရှုတဲ့အခါမှာသဘာဝတွေတစ်ခုနဲ့တစ်ခုပေါင်းစပ်မှုမရှိအောင်အဲ့ဒီအာဂတဓာတ်ကိုလည်းပဲကမ္မထာရှုတာရှိတယ်ပေါ့ဒါပေမဲ့ရုပ်အစစ်မဟုတ်သည့်အတွက်ကြောင့်သူကတော့သမထကမ္မထာလို့ဟာမျိုးကတော့အာဂတကတိုင်းဆိုတာရှိတယ်အာဂတကတိုင်းတော့အဲ့ရုပ်တွေကိုဓာတ်သဘောတွေကိုပို့ပြီးတော့နားလည်အောင်အာဂတကိုပါထည့်ပြီးတော့ရှုတဲ့သဘောလို့ဒီလိုယူဆရမှာပဲရုပ်အစစ်မဟုတ်သည့်အတွက်ကြောင့်သူကကမ္မထာဝိပဿနာကမ္မထာရှုရမယ့်ရုပ်မဟုတ်ဘူးဒီရုပ်ကအာဂတကသို့တော့ရုပ်ကလာပတစ်ခုစီတစ်ခုစီရဲ့ function မတူတာကိုကြည့်ပြီးရှုရင်သူလည်းပဲတနွယ်ငင်တစင်ပါဆိုတာမျိုးလို့နော်အဲ့ဒီလိုပါသွားတဲ့သဘောမျိုးလောက်ပဲသူ့ကိုအာယုစိုက်ပြီးတော့ရှုတာမျိုးမဟုတ်ဘူးဒါကြောင့်ပါခွဲတဲ့အခါမှာသူဟာပါဝင်ပတ်သက်နေတာလောက်ပဲရှိတယ်ပေါ့အနုမို့ဆိုရင်လူမှာဘာဖြစ်တတ်တော့ဆိုဓာတ်6ပါးပြောတဲ့အခါမှာဓာတ်5ပါးကိုတော့တရားဝါမဟုတ်ဘူးအဲ့ဒီဓာတ်5ပါးအကြားလေးတွေမှာတရားဝါရှိတယ်လို့သူကသွားမှဖြစ်သေးတယ်ဆိုပါစို့မြတ်စွာဘုရားကခန္ဓာ၅ပါးသည်အတ္တမဟုတ်ဘူးရူပံအနတ္တဝေဒနာအနတ္တနဲ့အနတ္တလက္ခဏာသုံးပါဟောတော့ဘယ်လိုတွေးတုံးဆိုအတ္တဆိုတာခန္ဓာ၅ပါးမှတပါးလို့ဒီလိုသွားယူစားခန္ဓာ၅ပါးရဲ့အပြင်မှာရှိတယ်လို့လူကအတွေးရှိတာဟုတ်ခန္ဓာ၅ပါးထဲမှာအတ္တမပါဘူးဆိုရင်ခန္ဓာ၅ပါးအပြင်မှာရှိတယ်လို့သွားယူတာအဲ့ဒါကြောင့်မို့အတ္တဆိုဒီမှာခန္ဓာ၅ပါးသည်သူတို့ကိုယ်တိုင်လည်းအတ္တမဟုတ်ဘူးသူတို့ရဲ့အထဲမှာလည်းမရှိဘူးအပြင်မှာလည်းမရှိဘူးဘယ်မှာမှမရှိဘူးလို့ပြောတာသူကအတ္တဆိုတာဘယ်မှာမှမရှိအခုလဲအာဂတရဲ့သဘောတရားကအဲ့ပဲရုပ်ကိုရှုရင်ကနေပြီးတော့ရုပ်တစ်ခုအကြားကိုတရဝါလို့သတ်မှတ်သွားမှာဆိုလို့မြတ်စွာဘုရားကတေချာအောင်လို့ဒီဟာကိုထည့်ရှုခိုင်းတဲ့သဘောဟောတကယ်ကတော့သူကရုပ်မဟုတ်ဘူးရုပ်စစ်မဟုတ်ဘူးအဲ့လိုသဘောပေါက်ဟုတ်ပြီဝိညတ္တိယုတ်ဝိညတ္တိဆိုတာသိစေခြင်းပဲမိမိဆန္ဒကိုတစ်ဖက်သားအားသိစေတတ်သောကြောင့်သူကသိအောင်လုပ်တယ်ဆိုတဲ့အခါမှာကိုယ်အမူအရာနဲ့သိအောင်လုပ်တာရှိတယ်အတန်ထွက်ပြီးတော့ပြောတဲ့စကားလုံးနဲ့သိအောင်လုပ်တာရှိတယ်တစ်ဖက်သားကိုသိစေတာကြီးပဲဒါအဲ့တော့နှစ်မျိုးရှိတယ်ပေါ့ကာယဝိညတ္တိကာယဖြင့်သိစေခြင်းဝစီဝိညတ္တိနှုတ်မြက်ပြောဆိုတန်ဖြင့်သိစေခြင်းအဲ့ဒီမှာနှုတ်မြက်ပြောဆိုတန်ဆိုတဲ့အတန်လေးထည့်ထားတာကိုတတိထားစကားနဲ့အတန်ဟာတွဲထားတယ်အတန်မထွက်ရင်သူပါးစပ်လုံနေမယ်ဘာပြောချင်တာတော့မသိဘူးဖေရတို့ကအတန်ဝင်းနေတဲ့လုံတွေပြောရင်ဘာပြောမှမသိဘူးလေအဲ့ဒါကြတော့ကာယဝိညက်ဖြစ်သွားပြီ sign language အဲ့ဒါကြောင့်မို့သူကအတန်နဲ့တွဲနေတယ်ဝစီဝိညာစကားပြောတာတွေကိုဆိုလို့တယ်အဲ့တော့ကိုယ်အမှုရာလှုပ်ရှားမှုဖြင့်တစ်ဖက်သားကိုမိမိဆန္ဒဖော်ပြသိစေခြင်း sign language ကိုကာယဝိညာလို့ခေါ်တယ်
နှုတ်မြက်ပြောဆိုတန်ကိုဝစီဝိညာဉ်ကိုခေါ်တယ်ဝစီဝိညာဉ်နဲ့တတ္တယုတ်တိတွဲဖက်နေဒါလေးတွေကအရေးကြီးတဲ့မှတ်စရာလေးတွေကိုပြောတာဝိညာဉ်ဆိုတာတစ်ဖက်သားကိုသိအောင်လုပ်တယ်အဲ့တော့ तू ကယုတ်လားလို့ဆိုရုပ်မဟုတ်ဘူးရုပ်ရဲ့အမှုရာတစ်ခုသာဖြစ်တယ်ရုပ်ရဲ့မင်နာပေါ့မင်နာ of matter ရုပ်ရဲ့အပြုအမူလှုပ်ရှားမှုလေးထူးခြားတဲ့လှုပ်ရှားမှုတစ်ခုလို့ဒီလိုပြောတာတစ်ပင်ကြီး तू က तू လှုပ်နေတာကြတော့ဒီတိုင်းလို့လှုပ်တာလို့ပဲသိရတယ်တစ်ပင်ကငါလာစေခြင်းလို့တစ်ပင်ကငါခေါ်နေတယ်လို့ तू ကမတွေ့ဘူးလေလူတယောက်ကလက်ရပြနေရင်ဩငါခေါ်နေတာဆိုတာသိတယ်လေအဲ့တော့ဝိညာဉ်ဆိုတော့တစ်ဖက်သားကိုသူ့ရဲ့ဆန္ဒကိုထုတ်ဖော်တဲ့နေရာအနေနဲ့အသုံးပြုမှဝိညာဉ်ရုပ်နဲ့ဆက်ဆက်နေလို့ရုပ်လို့ခေါ်တာရုပ်မဟုတ်ဘူးသူကဒီမှာရုပ်စစ်မဟုတ်ဘူးလို့ပြောနောက်တစ်ခုကဝိကာရယုတ်လို့ခေါ်တယ်ဝိကာရဆိုတာထူးခြားတဲ့အပြုအမူထူးခြားတဲ့အခြေအနေရုပ်တို့ဤထူးခြားသည့်အချင်းရာတစ်မျိုးကိုပင်ဝိကာရအချင်းရာဆိုတာ manner တို့ aspect တို့ပေါ့အင်္ဂလိပ်လိုပြန်တဲ့အခါအချင်းရာရုပ်ရဲ့အချင်းရာဆိုတာဘာကိုပြောတာတုံးလို့ဆိုတော့သူကလှုပ်ရှားတာတို့ဘာလို့လဲအချင်းရာတစ်ခုပဲအေးနေရထိုင်ရတာဒီနေ့ပေါ့ပါတယ်ဆိုတာလဲအချင်းရာတစ်ခုပဲဒီလိုနေလို့ထိုင်လို့လေးတယ်ဆိုတာလဲအချင်းရာတစ်ခုပဲခန္ဓာကိုယ်ပြော့ပြောင်းပြောင်းရှိတယ်ဆိုတာလဲအချင်းရာတစ်ခုပဲလုံနိုင်ကိုင်းနိုင်နေမမောမပန်းဘူးဆိုတာလဲအချင်းရာတစ်ခုပဲသူတို့ကရုပ်လားလို့ဆိုမဟုတ်ဘူးရုပ်ရဲ့အခြေအနေတစ်ခုပဲရုပ်အစစ်မဟုတ်ဘူးဒီလိုဆွလို့တာနော်ထူးခြားတဲ့မတူညီတဲ့အခြေအနေလေးတွေကိုခေါ်တာအဲ့ဒီတည်းမှာဝိညာဉ်ယုတ်နှစ်ခုကလည်းပဲရုပ်ရဲ့အခြေအနေဖြစ်သောကြောင့်သူတို့ကိုလည်းဝိကာရယုတ်လို့လည်းခေါ်တယ်လဟုတာပေါ်ပါမှုမုဒုတာမုဒုတာနဲ့မုဒိတာမလွဲမှားစေနဲ့မုဒိတာကလုံးကြီးတင်တဲ့ကဝမ်းမြောက်တာတချောင်းငင်တဲ့ကပျော့ပြောင်းတာနုညံ့တာကမညတာလှုပ်ဆောင်နိုင်မှုတဲ့ပေါ်ပါမှုနုညံ့မှုလှုပ်ဆောင်နိုင်မှုတို့သည်လေးလံမှုတောင်းတမှုဖြစ်နေတောင်းတင်းမှုလို့ပြင်တာတောင်းတင်းမှုလေးလံမှုတောင်းတင်းမှုမလှုပ်ဆောင်နိုင်မှုတို့မလှုပ်ဆောင်နိုင်မှုကလှုပ်ဆောင်နိုင်စွမ်းရဲ့ဆန့်ကျင်ဘက်ပေါ့မလှုပ်ဆောင်နိုင်မှုတို့နဲ့မတူထူးခြား၏စိတ်ဥဒုအာရအကြောင်းတစ်မျိုးမျိုးကြောင့်ရုပ်ဤအခြေအနေထူးခြားမှုဖြစ်သောကြောင့်ရုပ်ဟုခေါ်သည်တကယ်ရုပ်အစစ်မဟုတ်ဘူးရုပ်ရဲ့အခြေအနေတစ်ခုကိုခေါ်တာရုပ်ဆိုဒီမှာဒါဖြင့်ဘာလို့ဆိုခုနပြောရတဲ့18ခုအမျိုးသားမှာ18ခုအမျိုးသမီးမှာ18ခုအောင်တော့18ခုရုပ်လို့ပြောလိုက်တဲ့ဖြင့်ရုပ်အစစ်က18ခုပဲဒါတွေကအဲ့ဒီရုပ်18ခုရဲ့အခြေအနေတွေကိုတွဲဖက်ပြီးတော့ခေါ်တာဘာဖြစ်လို့မြတ်စွာဘုရားကယုံမဟုတ်တာတွေကိုယုတ်ထဲထည့်ပြောတယ်လဲလို့ဆိုရင်ခုနလိုပဲလူတွေကဆက်ဆက်နေတဲ့ဟာကိုသူကတစ်မျိုးတွေးတယ်အဲ့ဒီတစ်မျိုးတွေးတဲ့မှားယွင်းတဲ့အတွေးတွေကိုပဲဖြတ်လို့၍ရှင်းပြလို့၍ဒါဟောထားတာဒီတိုင်းဟောတာနောက်တစ်ခုလက္ခဏာဆိုတာအမှတ်သားလို့အဓိပ္ပာယ်ရတယ်လက္ခဏာဆိုတာအမှတ်အသားအမှတ်လက္ခဏာလို့လည်းပြောတယ်မြန်မာတွေမှာလက္ခဏာဆိုတာလက်ဖွားကိုကြည့်တယ်လက္ခဏာထင်နော်ပါဠိစကားနဲ့မြန်မာလက်နဲ့ဒီကလက်နဲ့သွားရောပြီးတော့လက္ခဏာဆိုတာ ਨੇ တချို့ကခြေခဏလို့တောင်သုံးလိုက်သေးတယ်မဟုတ်တရုပ်လက္ခဏာဆိုတာဒီလက်ကဒါပြောတာမဟုတ်ဘူးစကားလုံးကလက္ခဏာဆိုတာအမှတ်သားခြေခဏလို့ပြောစရာမရှိဘူးခြေခဏကြပါဠိမဟုတ်ဘူးလက္ခဏာလို့ဆိုဒီမှာလက်ဖွားရဲ့အမှတ်သားပဲဖြစ်ဖြစ်ခြေထောက်ရဲ့အမှတ်သားပဲဖြစ်ဖြစ်မျက်နှာရဲ့အမှတ်သားပဲဖြစ်ဖြစ်အမှတ်တွေအကုန်လုံးဒါတွေအကုန်လုံးလက္ခဏာလို့ခေါ်တာ mark ပေါ့အင်္ဂလိပ်လို mark ဆိုတဲ့ဟာပဲ marking ပေါ့မှတ်သားလုပ်ထားတယ်အဲ့ဒါတွေကိုလက္ခဏာလို့ခေါ်တယ်မြန်မာစကားနဲ့တခါလေရောထွေးပြီးတော့
မရင်ပြောတတ်ကြတယ်အဲ့ဒါအဲ့တော့ရုပ်ဤအမှတ်သားလက္ခဏာဖြစ်သောကြောင့်လက္ခဏာယုတ်ခေါ်သည်လက္ခဏာယုတ်သည်၄မျိုးတဲ့ဆိုလိုတာကဘယ်သင်္ကတတရားပဲဖြစ်ဖြစ်စတင်တာရှိတယ်ရင့်ကျက်လာတဲ့အပိုင်းရှိတယ်ပျက်စီးသွားတဲ့အပိုင်းရှိတယ်ပန်းပွင့်လေးပဲကြည့်ပန်းပွင့်လေးမပွင့်ခင်ဖူးလာတယ်ရင့်လာလို့ရှင်ပွင့်လာတယ်ပွင့်ပြီးရင်နွမ်းတယ်ပြီးကျွေးတယ်ဟောဒါသူရဲ့အပိုင်းလေးတွေပဲအဲ့ဒါပန်းပွင့်ရဲ့သင်္ကေတအမှတ်လက္ခဏာတွေကြီးပဲကောလူဆိုလဲတူတူပဲမွေးလာတယ်တဖြည်းဖြည်းကြီးလာတယ်အိုမင်းလာတယ်သိဆုံးသွားတယ်ဟောဒါအမှတ်သားတွေပဲယုတ်တရားနံတရားတွေရဲ့အမှတ်သားဒီမှာယုတ်တရားတွေရဲ့အမှတ်သားကို၄မျိုးနံတရားတွေရဲ့အမှတ်သားကြတော့ဥပ္ပတ္တိပင်တို့ဖြစ်ပေါ်လာခြင်းရပ်တန့်ခြင်းပျက်စီးသွားခြင်းဟော၃မျိုးဥပ္ပါဒဆိုတဲ့စကားလုံးကိုကြည့်ပြီးဥပ္ပလို့ဟိုမှာလို့ပြောတာဥပ္ပဆိုတာဖြစ်ပေါ်လာခြင်းအဲ့ဒီဥပ္ပကဗမာစကားမှာ2မျိုးရှိနေတယ်ဥပ္ပယံဘေးကင်းစင်ဝေးဆိုတဲ့အဲ့ဒီဥပ္ပကြတော့သူကဘေးရန်ကိုပြောတာနော်ဥပ္ပတဝဆိုတဲ့စကားလုံးကလာတာအဲ့ဒါပါဠိစကားလုံးကဥပ္ပတဝအခုဒီဥပ္ပဆိုတဲ့ဥပ္ပတ္ထိပင်မှာလာတဲ့ဥပ္ပဆိုတာသူကအခရာဥရဲ့ပရေးချပါဓာရွေးလေးတပ်ပြီးဥပ္ပဥပ္ပါဒလာတာဥပ္ပါဒပါဠိလိုရေးရင်ပါနှလုံးစဉ်အခရာဥပါနှလုံးစဉ်ရေးချဓာရွေးဥပ္ပါဒဒါကြတော့ဖြစ်လာတာကိုပြောတာခုနဘေးရန်ကြတော့ဥပ္ပတဝသို့တော့ဗမာဥပ္ပဆိုခေါ်လိုက်တဲ့အခါကျဟိုဥပ္ပနဲ့ဒီဥပ္ပတရောသွားနော်ရေးပုံချင်းမတူပါဘူးဒီဥပ္ပကြတော့ရေးချပါတယ်ဒါတွေနဲ့ဟိုဥပ္ပကြတော့ရေးချမပါဘူးဥပ္ပယံဘေးကင်းစင်ဝေးဆိုတာကြတော့မပါဘူးလို့ပြောမှာတော့လွဲကြည့်လို့ရှိရင်လေဒုက္ခရောက်တယ်နော်ရှိတော့မြန်မာပြည်နေလက်ထက်ကဝန်ကြီးတယောက်ကစာရေးတာဝန်ဆိုတာကိုသေးသေးတင်နေဝန်တာသူကနတ်တနဲ့ရေးရမှာကိုသေးသေးတင်နေရေးတော့ဒါကတရိစ္ဆာန်ဝန်မင်းတောသွားနေတော့ဆိုပြီးတော့အပုတ်ခံရတယ်တဲ့စလုံးမားတာနဲ့တောအပုတ်ခံရတယ်အဲ့ဒီဝန်ကြီးကဘယင်ကနေတောပို့လိုက်တာမင်းရေးတဲ့အတန်ဆိုရင်မင်းတရိစ္ဆာန်ပဲတောလဲသွားနေတော့ဆိုပြီးတော့အဲ့ဒါကလုံးဝသူကလည်းသူအဓိပ္ပာယ်ဖော်ဆောင်တာပေါ့ဟုတ်ပြီဒီမှာလက္ခဏာယုတ်ဆိုတာယုတ်ရဲ့အမှတ်သားတွေဟာမရှိလေလို့ဆိုယုတ်ဆိုဒီပါသူကတိဆောက်နေတဲ့အပိုင်းမှာနာနဲ့မတူကြားတယ်သူကဥပ္ပစယတဲ့တန်တတိတဲ့ဥပ္ပစယဆိုတာစဖြစ်မှုလေးကိုဥပ္ပစယလို့ခေါ်တယ်စတင်လာမှုလေးတန်တတိဆိုတာမပြီးသေးလို့ဆက်လက်လုပ်ဆိုတော့အဆောက်အဦတစ်ခုဆောက်ပြီဆိုလို့ရှင်ပနဲ့ရိုက်ပြီးကျင်းတူးပြီးဒါဥပ္ပစယပဲဆက်ဆောက်နေတယ်မပြီးသေးဘူးနော်မပြီးသေးဘူးဆောက်နေရတော့ပဲအဲ့ဒါတန်တတိဒီလိုဆိုလို့တာနော်ရုပ်ဟာလည်းတိဆောက်နေတာမပြီးဘူးတော့နဲ့လူဘဝကြည့်နေတိဆောက်နေတာကွာမိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးကနေပြီးတော့စတင်တိဆောက်တာတော်နဲ့လူလုံးမပေါ်အဲ့ဒါမျိုးကိုဆိုလို့တယ်ဥပ္ပစယတဏ္ဍတိအဲ့ဒီနှစ်ခုကိုပေါင်းပြီးတော့ဇာတိယုတ်လို့လည်းခေါ်တယ်ဇာတိပစ္စယသရမရဏံပရိစ္ဆသမုပ္ပါမှာဇာတိဆိုတာဒီယုတ်တို့ရဲ့အစကိုလည်းဇာတိလို့ခေါ်တယ်နံတရားတို့ရဲ့အစကိုလည်းဇာတိလို့ခေါ်တယ်ဥပ္ပစယယုတ်ဤစတင်ဖြစ်မှုတဏ္ဍတိယုတ်ဤဆက်လက်ဖြစ်မှုမပြီးသေးတဲ့အနေအထားတစ်ခုအဲ့ဒါနှစ်ခုပေါင်းတော့တိဆောက်မှုဖြစ်သွားပြီတိဆောက်မှုဖြစ်လာတော့ဘာလာတော့ဆိုတဖြည်းဖြည်းဟောင်းနှွမ်းလာမှုဇရတာယုတ်ဤရင့်ရုံမှုအနိစ္စတာယုတ်ဤမမြဲမှုနဲ့ပျက်စီးမှုအဲ့တော့ဒါလက္ခဏာတင်ပြီးတော့ဝိပဿနာရှုတယ်ဆိုတာအနိစ္စဒုက္ခအနတ္တပါပဲအတူတူပဲအဲ့တဘောပဲ
ရုပ်တည်ကြတော့လက္ခဏာ၄မျိုးလို့ထားတယ်ဥပ္ပဆယတဏ္ဍတိကဒါဥပ္ပပဲစရတ္တာကထိပဲအနိစ္စတ္တာကဘင်ပဲပျက်စီးသွားတယ်ဒီအဓိပ္ပာယ်ကိုဆိုလိုတယ်ပေါ့နော်မမြဲလို့ဒုက္ခကနေကိုယ်ဆန္ဒတိုင်းမဖြစ်လို့အနတ္တလို့ရှုထောင်ကဒီလိုသွားပြီးတော့ရှုတာဟုတ်ပြီအဲ့တော့အားလုံးပေါင်းလိုက်တဲ့အခါကျတော့ဒီကနေ့အဘိဓမ္မာမှာသင်နေတဲ့ယုတ်28ပါးဒါလေးတွေကိုမှတ်မိသည်ထီအောင်ချိန်ညက်ဖို့လေးလာဖို့လိုတယ်ပေါ့လေးလာပြီးတော့အခုရှင်းပြလိုက်တဲ့အတိုင်းပဲကိုယ်တဏ္ဍာမှာဒါတွေရှိနေတယ်ဆိုတာကိုသဘောပေါက်ထားဖို့ပေါ့နော်အဘိဓမ္မာဆိုသည်မှာကိုယ်အကြောင်းကိုကိုယ်ပြန်လေးလာနေတယ်လို့စိတ်ထဲမှာအောက်မေ့တယ်သူများအကြောင်းတွေကြီးပဲလူတွေကထိုင်ပြောနေကြတာကိုယ်အကြောင်းကိုသိတာမှမဟုတ်တာနော်ကိုယ်အကြောင်းကိုမသိဘူးဆိုလို့ကိုယ်အကြောင်းတော့ကိုသိတာပေါ့ဘယ်တော့မှမွေးတာအမေဘသူအဖေဘသူလောက်တော့သိတာပေါ့နော်ကိုယ်အကြောင်းမသိဘူးဆိုတာကိုယ်ဘဝတစ်ခုဘယ်လိုစတင်လာတယ်ဘာကြောင့်ဖြစ်လာတယ်ဘယ်တော့သိမယ်ဘာမှမသိဘူးဒါတွေသိပြီးပဲသွားမယ်လည်းမသိဘူးမသိတာတွေအများကြီးနော်ခဏသိနေပဲလက်ဖြင့်ကဘာလို့ဆိုတာတောင်မသိနိုင်ဘူးလေဆိုအဲ့တော့အဘိဓမ္မာဆိုတာကိုယ်အကြောင်းကိုကိုယ်ပြန်ပြီးတော့လေးလာနေတာကိုယ်တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုသိရှိနာလဲတရားဆိုတာဒါတွေကိုပြောတာနော်တခြားမှာသွားမရှာနဲ့ဒါမို့တရားရှာကိုယ်မှတွေ့ဆိုတာတရားကိုပြောတာဒီတရားတွေကိုသိရှိဖို့သင်ရတယ်ပထမသင်ပြီးတဲ့အခါကျတော့မှဒီတရားတွေရဲ့သဘာဝကိုဆင်ញင်သုံးသပ်ရတယ်ဆင်ញင်သုံးသပ်တဲ့အခါမှာတွေ့တာမှုတွေကိုလျှော့ချနိုင်အဲ့ဒါလို့ဆိုလိုတာပေါ့နော်ဟုတ်ပြီအခုယုတ်28ပါးရှင်းပြလို့ပြီးသွားပြီပြန်ပြီးတော့ယုတ်28ပါးအစအဆုံးရေတွက်ကြည့်မယ်ဆိုရင်ဘယ်လိုရေတွက်လို့ရအောင်လဲအကျဉ်းချုပ်တွက်မယ်ဆိုလို့ရှိရင်နောက်တစ်ခုမဟာဘုတ်၄ပါးပတာရယုတ်၅ပါးခောစရယုတ်ပေါင်း28ပါးအဲ့ဒါသိပြီးတော့ပတာရယုတ်၅ပါးဆိုတာပါဟုတ်ပြီပတာရယုတ်၅ပါးခောစရယုတ်ဝိတယယုတ်9ပါးဆိုတာကြတော့ဖုတ္တပါဆိုဟုတ်ပြီနောက်အလုံးဝရနိုင်တဲ့ယုတ်ကစီဝိတာအာဟာရခရယဟာဝဟုတ်ပြီပြိစေရယုတ်အလုံးပေါင်းတဲ့အခါကျတော့ယုတ်28ပါးလို့ဒီယုတ်28ပါးဆိုတာကိုတမ်းလေးတွေနဲ့မှတ်ထားပြီးတော့အဓိကကတော့ကိုယ်တဏ္ဍာမှာဘယ်ဟာကိုခေါ်ရဲဆိုတာနားလဲပေါ့တရားရှုတဲ့အခါမှာအဲ့ဒီမှာဒါမှအနုဆိုလို့ရှိရင်ဘယ်ဟာခေါ်မှမသိဖြစ်သွားတတ်တယ်နော်ကိုယ်တဏ္ဍာမှာဒီသဘာဝတရားလေးတွေတွေ့အောင်ကြည့်တယ်အဲ့တော့နောက်တစ်ခါရူပဝိပါကရုပ်တို့ကိုမျိုးတူရာခွဲပြတာဒါကတော့ဒီကမ္မထမ်းရှုဖို့ကြီးမဟုတ်ဘူးသဘာဝတရားတွေကိုလေ့လာသင်ကြားတဲ့သဘောအနေနဲ့မျိုးတူတာတွေကိုပေါင်းပြမျိုးတူတာတွေကိုပေါင်းပြရုပ်ဟုသမျှသည်အဟေတုကဟိတ်နဲ့မရှင်ခြင်းနဲ့တဟေတုကဟေတုနဲ့ရှင်ခြင်းဟေတုနဲ့မရှင်ခြင်းဟေတုနဲ့ရှင်ခြင်းဆိုတဲ့နှစ်မျိုးထဲမှာအဟေတုကဟေတုနဲ့တွဲဖက်၍မဖြစ်ခြင်းတစ်မျိုးသာတည်းလို့ဆိုတာရှုမှန်သမျှဟာလောဘနဲ့မပတ်သက်ဘူးဒေါသမပတ်သက်ဘူးဆိုတာလောဘမဖြစ်ဘူးလို့ပြောတာမဟုတ်ဘူးလောဘနဲ့ရောထားတဲ့အရာမဟုတ်ဘူးဒေါသနဲ့ရောထားတဲ့အရာမဟုတ်ဘူးလောဘဒေါသမောဟဆိုတာဟေတုလို့ခေါ်တယ်
လောဘဒေါသမောဟအလောဘအဒေါသအမောဟဟေတုပစ္စည်းမှာအဲ့ဒီ6မျိုးကိုဟေတုလို့ခေါ်တယ်နော်အဲ့တော့ယုတ်မှန်သမျှမှာအဲ့ဒီဟေတုမရှိဘူးသူတို့ကအလွတ်ဟေတုနဲ့မဆိုင်ဘူးဟေတုဆိုတာစိတ်ထဲမှာသာရှိတယ်ယုတ်ထဲမှာမရှိဘူးလို့ပြောတယ်အဲ့တော့ယုတ်ထဲမှာမရှိသည့်အတွက်ကြောင့်ယုတ်မှာပင်ကိုယ်တဘာဝခိုင်မာစေတဲ့ဟေတုတတ္တိသူမှမရှိဘူးလို့ဆိုလို့ဟေတုတတ္တိယုတ်မှာမရှိဘူးဟေတုပစ္စယောဟေတုတတ္တိသူတို့မှမရှိဘူးဒီအဓိပ္ပာယ်ကိုနားလည်ရမှာနော်ယုတ်မှန်တယ်များအဟေတုကမရှိဘူးဆိုတာဒီယုတ်ကိုတွေ့တာလောဘယုတ်ကိုမုန်းတီးတာဒေါသအဲ့ဒါယုတ်မဟုတ်ဘူးလေယုတ်ကအာယုန်အနေနဲ့တာဖြစ်တာဟုတ်ယုတ်ထဲမှာမရှိတာကိုပြောတာနော်ယုတ်ထဲမှာလောဘမရှိဘူးဒေါသမရှိဘူးမောဟမရှိဘူးအလောဘအဒေါသအမောဟမရှိဘူးဒီလိုဆိုလို့တာနော်အဲ့ဒါကိုဟိုသေးသေးချာချာဟိုသဘောပေါက်မှတ်တာပေါ့ဟေတုကသဟေတုကအဟေတုက2မျိုးခွဲလို့ရှိရင်ယုတ်ဒီအဟေတုကထဲမှာပါတယ်ဟေတုမရှိတဲ့ထဲမှာပါတယ်ဟေတုမရှိသည့်ဖြစ်သည့်အတွက်ကြောင့်ဟေတုတတ္တိမရဘူးယုတ်ထဲမှာဟေတုတတ္တိရဲ့ကျေစုပြုမှုမခံရတာဒီလိုဆိုလိုတာမဟုတ်နော်ဒီဟေတုတတ္တိမရတာကိုပြောတာသူတို့ထဲမှာမရှိတာသပ္ပစ္စယအပစ္စယတဲ့2မျိုးရှိတယ်ပစ္စယဆိုတာအကြောင်းသဆိုတာရှိတာအကြောင်းရှိတာရဲ့အကြောင်းမရှိတာမှယုတ်တွေဟာအကြောင်းရှိလို့ဖြစ်တာလားအကြောင်းမဲ့ဖြစ်တာလားလို့မေးရင်အကြောင်းရှိလို့ဖြစ်တာတစ်မျိုးပဲသပ္ပစ္စယတစ်မျိုးတည်းပဲအပစ္စယမရှိဘူးသာသဝနဲ့အနာသဝတဲ့နော်အဲ့ဒါလေးတွေကို underline တားပြီးမှတ်ထားပါသာသဝဆိုတာအာယုံပြုဖြစ်သည့်အာသဝတရားရှိခြင်းအနာသဝဆိုတာအာယုံပြုပြီးတော့ဖြစ်တဲ့အာသဝတရားမရှိခြင်းဆိုလိုတာနော်အာသဝတရားရှိမရှိအာသဝတရားရှိမရှိနဲ့တွေ့တဲ့အခါယုတ်ထဲမှာအာသဝဆိုတာမရှိဘူးနော်ဒါကြောင့်မို့လို့ယုတ်တရားမှာအာယုံပြုပြီးဖြစ်တဲ့အာသဝတရားရှိတယ်လေအနာသဝဆိုတာနိဗ္ဗာန်ကိုပြောတာနော်မက်တုနိဗ္ဗာန်ကိုပြောတာအဲ့တော့ယုတ်ဟာသာသဝတစ်မျိုးတည်းသာပဲအာသဝရှိတယ်ဆိုတာခုနကအာသဝရဲ့အာယုံဖြစ်တာကိုပြောတာနော်သင်္ခတအသင်္ခတ2မျိုးတို့တွင်နိဗ္ဗာန်ဟာသင်္ခတတစ်မျိုးတည်းသာဖြစ်တယ်ဟုတ်လေဒီယုတ်ဟာသင်္ခတတစ်မျိုးသာဖြစ်တယ်လောကိယလောကုတ္တရ2မျိုးတွင်လောကိယတစ်မျိုးသာရှိတယ်လောကုတ္တရာထဲမှာယုတ်မပါဘူးဒီလိုဆိုလို့တယ်လောက၌ပါဝင်ခြင်းကိုလောကိယလို့ခေါ်တယ်လောကကိုလွန်မြောက်တာကိုလောကုတ္တရာလို့ခေါ်တယ်ကာမဝဆရကာမတဏှာဤနယ်ပယ်၌ဖြစ်ခြင်းရူပဝဆရရူပတဏှာဤနယ်ပယ်၌ဖြစ်ခြင်းအရူပဝဆရအရူပတဏှာဤနယ်ပယ်၌ဖြစ်ခြင်း3မျိုးတွင်ကာမဝဆရတစ်မျိုးသာတည်းကာမတဏှာရဲ့အာယုံဖြစ်တယ်လို့ဒီလိုဆိုလို့သာရမဏအာယုယူမဖြစ်ခြင်းအနာရမဏအာယုကိုမရယူပဲဖြစ်ခြင်း2မျိုးတို့တွင်အနာရမဏရုပ်ကအာယုန်သာဖြစ်တာဘယ်ကိုအာယုန်ပြုပြီးမှဖြစ်တယ်လို့မရှိဘူးစိတ်ကသာအာယုန်နဲ့ဖြစ်တာနော်ရုပ်ဆိုတာအာယုန်မပြုတ်တတ်ဘူးသူကသာအာယုန်ဖြစ်တယ်သူကအာယုန်ပြုတ်တတ်တာမရှိဘူးလို့ဒီလိုဆိုလို့တယ်အဲ့ဒါကြောင့်အနာရမဏတစ်မျိုးပဲပဟာတ္တဗအပ္ပတ္တဗ2မျိုးတွင်သူကအပ္ပတ္တဗဖယ်ရမယ့်တရားမဟုတ်ဘူးဆိုတော့ဒီငါမျက်စိရှိနေလို့မြင်လို့လောဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်ဆိုမျက်စိမရှိရင်ကောင်းတယ်ဆိုပြီးသွားဖြတ်စည်းလို့မရဘူးလေစိတ်ကိုယ်သာလင်လောဘမဖြစ်အောင်ထိန်ရမယ်ဒေါသဖြစ်အောင်ထိန်ရမယ်ဒီလိုဆွလို့တာပေါ့သူကဖယ်ရမယ့်အရာမဟုတ်ဘူးရှုပ်တရားဖယ်ရမယ့်အရာမဟုတ်ဘူးဒါမို့အပ္ပတ္တဗမပယ်ရတဲ့တရားတစ်မျိုးတဲ့ကဲဒါကဟိုရုပ်ကိုခွဲခြားသတ်မှတ်ပြတဲ့ထဲမှာသိထားဖို့အချက်ကလေးတွေပေါ့နောက်တစ်ခုနှစ်အုပ်စုနဲ့ခွဲပြီးတော့ယုတ်တရားတွေကိုလေ့လာတာဒါကတော့ဘောဓုဒအနေနဲ့ဒါတွေကလေ့လာထားရမယ်ဟာလေခုနတရားရှိဖို့အတွက်ဒီလောက်အရေးမပါဘူးဒါနော်တရားရှိဖို့ကခုနပရမရှင်းပြတဲ့ယုတ်တွေကိုနားလည်ထားဖို့ကအရေးကြီးတယ်နော်အဲ့ဒါကိုနားလည်သို့တော့ဒါလည်းသိလိုက်တယ်နှစ်အုပ်စုခွဲပြမယ်အဝိနိဘောကဝိနိဘောက
ဒီစကလုံးလေးတွေတော့မှတ်ထားပါလေအဝိနိဘောဂဆိုတာခွဲလို့မရတာဝိနိဘောဂဆိုတာခွဲလို့ရတာအစ္ဆတိကဘာဟိရာဟုတ်လားအတွင်းနဲ့အပြင်အဲ့တော့ဗမာလိုမှတ်လို့ရှိရင်ခွဲရတာနဲ့ခွဲမရတာအတွင်းအပြင်ဝတ္ထုအဝတ္ထုစိတ်ရဲ့မိယာမဟုတ်တာဒွါရအဒွါရစိတ်ရဲ့တကားဖြစ်တာတကားမဟုတ်တာဣန္ဒြိယဆိုင်ရာကိစ္စမှာအစိုးရတာအစိုးမရတာဩလာရိကဒုက္ခမှာအကျမ်းအနုအကျမ်းဆိုဒီမှာဒီဟိုလိုအထီးတွေ့ကျမ်းတဲ့အကျမ်းကိုပြောတာမဟုတ်ဘူးနော်ဗမာပြည်မှာတော့ဩလာရိကဒုက္ခမှာဆေးပညာဆိုတာရှိသေးတယ်နော်ဩလာရိကဆိုတာအကျမ်းဆိုဒီမှာသိတာထင်ရှားတာကိုအကျမ်းလို့ခေါ်တယ်မသိတာကိုဒုက္ခမလို့ခေါ်တယ်ဟိုဩလာရိကဒုက္ခမဘာပြောတယ်တော့မသိဘူးဩလာရိကဒုက္ခမဆေးရှိသေးတယ်ဘိန်းတော်ထဲမှာအဲ့တော့ဩလာရိကဆိုတာသိတာထင်ရှားတယ်ဖြစ်လာရင်သိတာထင်ရှားတယ်ဒုက္ခမဆိုတာမသိတာဘူးမထင်ရှားဘူးအဲ့ဒါကိုပဲသိတာကိုအကျမ်းလို့ပြောတာနောက်တန္တိကေတူရေအနီးအဝေးတပ္ပတိကအပ္ပတိကထင်ဟမှုရှိတယ်ထင်ဟမှုမရှိဘူးအာယုန်နေလာပြီးတော့ထင်တာနဲ့မထင်တာသူကမဲ့မှန်ဆိုလို့ရှိရင်အာယုန်တွေကပြင်ဘက်ကဟိုရုပ်ပုံလွှာတွေလာထင်တယ်အုတ်နိုင်ရန်ကြီးတွေじゃမထင်ဘူးဒီလိုပေါ့နော်ရုပ်မှလည်းထင်ဟမှုရှိတာရှိတယ်ထင်ဟမှုမရှိတာရှိတယ်ဥပါဒိဏကံဤအကျိုးအနုပါဒိဏကံရဲ့အကျိုးမဟုတ်ဘူးတာဏိဒသနာမြင်မှုရှိတယ်မြင်မှုရှိတယ်ဆိုတာမြင်လို့ရတယ်ရုပ်တိုင်းဟာမြင်လို့ရတာမဟုတ်ဘူးမျက်စိနဲ့ကြည့်လို့ရတာမဟုတ်ဘူးအတန်ဆိုရင်ရုပ်နဲ့ကြည့်လို့မရဘူးလေအနံ့ကလည်းရုပ်ပဲဒါပေမဲ့မျက်စိနဲ့မမြင်ရဘူးလေအနံ့ကိုအရသာကိုလည်းမျက်စိနဲ့ကြည့်လို့မရဘူးလေတော့စားတွေ့ရင်လူတွေကဘယ်လိုသိတော့ငါနဲ့လို့သိတာအဲ့ဒါဟိုမှတ်ထားလို့ပြောတာတကယ်သိတာမဟုတ်ဘူးဒါကိုစားနဲ့တကြားမှားမှပြီးခတ်အပွင့်လေးတွေတူလို့ရှိရင်စားနဲ့တကြားမှားပြီးတဲ့အဲ့ဒီပုံတရံကြည့်ပြီးတော့လူကမှတ်ထားတဲ့သင်ညာတကယ်ကရှာကားမှဆုံးဖြတ်ပေးနိုင်ရှားမှဆုံးဖြတ်ပေးတာမျက်စိနဲ့ကြည့်လို့လူကအမှတ်တင်ညာတံမြာတိမြင်လိုက်တာနဲ့အချင်းပဲအောင်းမေ့တယ်ကျန်စစ်သားလှန်နဲ့ထိုးထားတဲ့တံမြာတိကြတော့အချိုဖြစ်ဒါဆိုရင်နော်အဲ့တော့အချင်းတွေ့ပါများတဲ့အခါကျတော့အချင်းလိုပဲအောင်းမေ့ထားတာတကယ်ကတော့ရှားပေါ်ကြမှာအဆုံးဖြတ်ရအဲ့ဒါလို့ဆိုလို့တယ်တာဏိဒသနာဆိုတာမြင်လို့ရတာအာဏိဒသနာဆိုတာမြင်လို့မရတာကောစရကာယကဆိုတာအာယုံကိုဖမ်းယူနိုင်တာအာကောစရကာယကအာယုံကိုဖမ်းယူနိုင်မှုမရှိတာနိဗ္ဗာန်အကြောင်းတရားတွေကဖြစ်စေတာအနိဗ္ဗာန်အဲ့ဒါလို့မဖြစ်စေတာတဘာဝတဆိုတာကိုယ်ပိုင်သဘာဝရှိတာအတဘာဝကိုယ်တိုင်သဘာဝမရှိတာတလက္ခဏာကိုယ်ပိုင်လက္ခဏာရှိတယ်အတလက္ခဏာကိုယ်ပိုင်လက္ခဏာမရှိဘူးရူပတကယ်ရုပ်အစစ်စကလုံးကိုနှစ်ထပ်သုံးလိုက်တာရူပရုပ်နရူပတကယ်ရုပ်မဟုတ်ဘူးသမ္မတနာရူပဝိပဿနာဉာဏ်ဖြင့်သုံးသပ်လို့ရတယ်နသမ္မတနာရူပဝိပဿနာဉာဏ်ဖြင့်သုံးသပ်လို့မရဘူးလို့16မျိုးကိုဒီမှာပေါင်းပြီးတော့ပြထားတာတချို့အဘိဓမ္မာထသင်္ကာကျမ်းအစဉ်တိုင်းမဟုတ်ဘူးအလုံးခြုံငုံပြီးတော့ပြောပြထားတာဒါနော်တဏှာတဲ့တစုတဲ့ဆိုမှတ်လို့လွယ်အောင်လို့အလုံးဟိုမှာ17မျိုးပဲခွဲပြီးမယ်ဒီမှာ16မျိုးရှင်းပြီးတော့ပြထားတာဒါလေးတွေကတော့ကိုဘောဓုဒအနေနဲ့မှတ်ထားရမယ်ရုပ်တွေကိုထပ်ပြီးတော့ခွဲခြားစိတ်ဖြာပြတယ်ဟာနော်မြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားတော်ဟာအလွန်အသေးစိတ်တယ်အဲ့ဒါလို့ခွဲခြားစိတ်ဖြာပြီးတော့ပြတာဖြစ်သောကြောင့်အဘိဓမ္မာကျမ်းကြီးတွေဟာကြီးတယ်ကြီးလာmultiply လုပ်တာအောင် analyze လုပ်တာအသေးစိတ်ခွဲခြားပြတဲ့အခါကျတော့ပိုးပြီးတော့ကြီးလာတယ်ပိုးပြီးတော့ကျေပြန့်လာဒီရုပ်တင်မဲ့ကြီးပါလားအမှန်တော့ရုပ်28ပါပဲအဲရုပ်28ပါကိုထပ်ပြီးခွဲလိုက်တာအများကြီးကြည့်အဲ့ဒါကိုအောက်ကအကျယ်လေးကိုဖတ်ကြည့်ထားမယ်အဝိနိဘောဂယုတ်တိ10မျိုးရှိမဟာဗုဒ္ဓ4ခုဝဏ္ဏခန္ဓာရတ္တဩဇာ4ခုဟော
ဒီရှစ်ခုတွေအဲ့ဒီရှစ်ခုဟာဘယ်တော့မှခွဲလို့မရဘူးနော်အခုကိုယ်ကိုင်းနေတဲ့ဘောပင်လေးတွေလည်းဒီရှစ်ခုပဲနော်သက်မဲ့ပစ္စည်းတွေပန်တွေကဒီရှစ်ခုကြီးပဲအကုန်လုံးစက္ကူကလည်းဒီရှစ်ခုပဲအလုံးစပွဲကလထိုင်အလုံးဟာဒီရှစ်ခုပဲဒီရှစ်ခုနဲ့ပေါင်းကဲရှာကြည့်ရှစ်ခုဆိုတာအဲ့ဒါပဲအတုံးအခဲအမှားသဘောကပထဝီနော်အဲ့ဒီလိုအတုံးခဲကြီးဖြစ်အောင်ပေါင်းစပ်ပေးထားတဲ့သဘောကအာဘောနော်အာဘောကပေါင်းပေးထားတာအဲ့လိုအမှန်သူမပေါင်းဘူးဆိုရင်အမှုန့်ကလေးတွေဖြစ်သွားမှာသူပေါင်းပေးထားလို့ဒီလိုအတုံးခဲကြီးပုံသဏ္ဍာန်ကြီးဖြစ်တယ်အပူအေးကပို့ပြီးတဖြည်းဖြည်းမာကြောလာတာအပူဓာတ်ကြောင့်မာကြောတာအဲ့ဒါကတေဇောဒီပုံပန်းသဏ္ဍာန်ကြီးဖြစ်နေအောင်တွန်းပေးထားတာပတ်ဝန်းကျင်ကလေရဲတွန်းအားနဲ့နေတာတလေထဲမှာသာဒီပုံပန်းသဏ္ဍာန်ကြီးမပြတ်တွန်းထားတာလေအဲ့ဒီလိုတွန်းထားတဲ့အရာကတွန်းပြီးတော့စုပေးထားတဲ့အရာဝါယောအထက်ထဲကစုပေးပြီးစုဆွဲထားတဲ့သဘောနော်ဝါယောအနှုတ်ဆိုပြိုလဲသွားမှာသူကအဲ့တော့ကဲကြည့်လိုက်ဘောပင်လေးကြည့်လိုက်လို့ရှင်ဒီဘောပင်လေးမှာဟောဒီအတုံးခဲစုစည်းထားတဲ့သဘောပူတဲ့အေးတဲ့သဘောတွန်းကန်ပြီးတော့စုစည်းပေးထားတဲ့သဘောဟော၄ခုအဲ့ဒီပေါ်မှာမိနေတာဘာတွေတော့ဆိုကာလရဲ့တဏ္ဍန်ရဲ့တဏ္ဍန်ရဲ့ကာလဆိုတာအစင်းရောင်တဏ္ဍန်ဆိုတာ form ကိုပြောတာပုံပန်းတဏ္ဍန်နော်လူဆိုရင်လည်းနှာခေါင်းကနှာခေါင်းတဏ္ဍန်မျက်စိကမျက်စိတဏ္ဍန်ဆပင်ကဆပင်တဏ္ဍန်အဲ့ဒီလိုပုံစံပေါ်နေအောင်နော်အဲ့ဒီပုံစံမှာအစင်းရောင်ဝဏလို့ခေါ်တယ်၅ခုအနတ်နမ်းကြည့်လို့ရှိရင်နှာခေါင်းနဲ့နမ်းရှုလို့ရှိရင်ဖြစ်တဲ့သိရတဲ့ဟာကခန္ဓာရှာနဲ့လျက်လို့သိရတဲ့ဟာကရသဒီဟာကနေတခြားရုပ်တွေကိုဖြစ်ပွားစေနိုင်တဲ့စွမ်းရည်တတ္တိရှိတာကဩဇာအလုံးပေါင်းလိုက်တော့၈ခုပဲအဲ့ဒီရုပ်၈ခုဒီဘယ်တော့မှခွဲလို့မရဘူးအဝိနေဘောယုခွဲလိုက်တာနဲ့တပြိုင်နက် quality တွေကွန်ပျူကွဲသွားမှာ indivisible လို့ခေါ်တာ H2O ကိုခွဲမရသလိုပဲရှိမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာသဘောအရရုပ်ဆိုဒီမှာဒီ၈ခုပေါင်းစပ်ထားတာကိုခေါ်တယ်အ ਨੇ ဆုံး၈ခုဒီ၈ခုသည် quality မပြတ်အောင်လုပ်ပြီးခွဲလို့မရဘူးဒါဖြင့်ဘာလို့ခွဲပြောတာတုံးလို့ဆိုတော့သူကဆောင်ရွက်မှု function လေးတွေကိုကြည့်ပြီးတော့ခွဲတာ analyze လုပ်တယ်ဆိုတာတခုစီခွဲစိတ်ပြတယ်ဆိုတာမတူတဲ့သဘောတွေအခုသိပ္ပံကစေပညာတို့ဘာတို့သူတို့ analyze လုပ်နေတယ်ဆိုတာဒီသဘောတွေကိုပြောတာမတူတာလေးတွေကိုလိုက်ရှာတာသူက function လေးတွေကိုကြည့်ပြီးတော့ခွဲတယ် quality ကိုကြည့်ပြီးတော့ခွဲတယ်သူတို့ခွဲတာဒါလေးရဲ့ဆောင်ရွက်မှုကဘယ်လိုရှိလဲဒါလေးရဲ့ function ပေါ့ဆောင်ရွက်မှုကိစ္စလေးကဒီလိုရှိတယ်သူ့ရဲ့ quality လေးကဘယ်လိုရှိလဲဆိုတာအဲ့ဒီမတူတဲ့ရှုထောင့်ကနေခွဲသွားတာမြတ်စွာဘုရားရုပ်တရားကိုဟောဒီ function နဲ့ quality ၈ခုကနေခွဲပြထားတာ၈ခုလို့သို့တော့တစ်ခုစီခွဲခြားပြီးတော့ပုံလို့ရမလားမရဘူးတစ်ခုတည်းလို့ပေါင်းစပ်နေတာအဲ့ဒီလိုတစ်ခုတည်းလို့ပေါင်းစပ်သွားတာကိုခဏလို့ခေါ်တယ်အဲ့ဒီခဏကိုမဖြိုနိုင်သမျှကာလပတ်လုံးအနတ္တဆိုတာမသိတော့အတ္တလို့ပဲထင်လာတယ်လူကဘယ်ရပဲဖြစ်ဖြစ်ပေါင်းစပ်ထားရင်အလုံးလုံးတယ်ပေါင်းစပ်ထားရင် function တစ်ခုပေါ်လာမှာကြည့်လေဒီလူတိုင်းသုံးနေကြတဲ့နာယီပဲကြည့်ပေါ့နာယီလေးကအချိန်ကိုပြောနေတယ်အချိန်ပြောနေတယ်ဆိုတာတခုတည်းကပြောတာလားလို့မေးကြည့်လိုက်လို့ရှင်ဘယ်မှတော့ပေါင်းစပ်ထားတာပင်နီယံလေးတွေပါမယ်ဘက်ထရီပါမယ်မျက်နှာပြင်မှာနံပါတ်တွေပါမယ်လက်တံအတိုးအရှိပါမယ်ဒါတွေအကုန်လုံးပေါင်းစပ်ထားမှသူကအချိန်ကိုပြောပြနိုင်တာလေလက်တံပြုတ်သွားရင်ရောဘယ်လိုလုပ်ပြောဘက်ထရီတော့ရှိပါတယ်လက်တံအတိုးအရှိဖြုတ်ထားလိုက်မယ်တစ်ခုဖြုတ်ထားလိုက်ဘယ်နှနာရီတုံးလို့သူပြောလို့ရပြောလို့မရဘူးအဲ့တော့အားလုံးကပေါင်းစပ်ထားတာသူ function နဲ့သူပဲသူဆောင်ရွက်မှုလေးတွေက
လက်တံရဲ့ဖန်အရှည်ရဲ့ဖန်ဟိုလှုပ်ဆောင်မှုကတစ်ခုအတူရဲ့လှုပ်ဆောင်မှုကတစ်ခုနံပါတ်ရဲ့လှုပ်ဆောင်မှုကတစ်ခုဘက်ထရီရဲ့လှုပ်ဆောင်မှုကတစ်ခုအဲ့ဒါလို့မတူညီတဲ့သဘာဝတရားလေးတွေလှုပ်ဆောင်မှုလေးတွေကိုပေါင်းစပ်ပေးထားတဲ့အခါမှာအချိန်ကိုဖော်ပြနိုင်ခြင်းဆိုတဲ့စွမ်းရည်တတိတစ်ခုပဲရခန္ဓာကိုယ်မှာလည်းဒီတိုင်းပဲလို့မှတ်တာရုပ်တွေမှာလည်းပဲဒီတိုင်းပဲနော်အဲ့တော့ဘာကိုမြင်လိုက်ထမင်းစားတဲ့အခါမှာထမင်းစီလေးမြင်လိုက်လဲဒီရှိခုပဲဒီရှိခုပဲဒီတယ်မပိုးဟင်းရွက်လေးတစ်ရွက်လဲဒီရှိခုပဲရေတောက်ရင်ရောရေလဲဒီရှိခုပဲသူကြတော့အာဘောလွန်ကဲနေလို့အရေဖြစ်သွားတာဒီရှိခုပဲရေထဲမှာဘာပဲဖြစ်ဖြစ်ရုပ်ဝတ္ထုမှန်သမျှဒီရှိခုကလွဲပြီးတော့ဘယ်ရာမှမရှိနိုင်မီးကိုကြည့်အောင်လားမီးလည်းဒီရှိခုပဲအလုံးဟာလွန်ကဲတာပေါ့သူကြတော့မီးကြတော့တေဇောလွန်ကဲတယ်လို့ခေါ်တယ်လေကြတော့ဝါရောလွန်ကဲတယ်လို့ခေါ်တယ်ရေကြတော့အာဘောလွန်ကဲတယ်လို့ခေါ်တယ်ဒါလေးပါအချိုးစားညီမျှနေတဲ့အခါမှာပထဝီကအတုံးကဲဒီလိုဖြစ်လာတာပေါ့နော်ရေပြင်ကြီးကြတော့ပထဝီကယောနေပြီးအာဘောတွေများသွားတာပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့ယုတ်ထုတွေမှန်သမျှဟာဒီရှိခုရဲ့အစုဝေးများတာဖြစ်တယ်ဒီရှိခုသည်တစ်ခုစီခွဲခြားပြီးတော့ထုတ်ပြလို့မရဘူးတဲ့ယုတ်မှန်သမျှမြူမုံလေးကစပြီးတော့ဒီရှိခုပဲအဲ့ဒါကြောင့်မို့အဝိနိဗ္ဗောကတိကြခွဲထားလို့မရဘူးလို့ဒီလိုပြောတာဝိဆိုတာတိတိချာချာနိဘောကခွဲခြားစိတ်ဖြာထားတာတော့တိကြထုတ်ပြလို့မရဘူးဒီတည်းကတစ်ခုထုတ်လိုက်တာနဲ့အကုန်ပြိုကျသွားမရတော့အဲ့လိုဆိုလို့တယ်အဝိနိဗ္ဗောကရုပ်ရှိခုတဲ့အဲ့တော့ရုပ်ကိုဖွဲ့စည်းတဲ့အခါမှာဒီရှိခုဟာအနည်းဆုံးရှိရတယ်ဒါရုပ်ကိုဖွဲ့စည်းတဲ့အခါရှိခုအနည်းဆုံးအဲ့ဒါကိုအခြေခံပြီးတော့နောက်ရူပကလာပပိုင်းကြတော့ဖွဲ့စည်းပုံတစ်ခါပြောမလိမ့်မယ်အခုကတော့ခွဲခြားလို့မရတဲ့ရုပ်ရှိခုခွဲခြားလို့ရတဲ့ရုပ်တွေဒါပဲပြောသွားမှသူကနော်နှမျိုးကျွန်းကြံသည့်ရုပ်20သည်ခဏတစ်ခုအမြဲတမ်းကိုက်ရမယ်မှားနေရင်တော့ပြင်ထားပေါ့အလုံးဟာဒီနှစ်ခုဟာအမြဲတမ်း28ကြီးပဲဖြစ်ရမယ်နော်28ကြီးပဲဖြစ်ရမယ်ရှိခုကျန်တာ20ဟုတ်ပြီနံပါတ်1ကိုကြည့်ကြမယ်ပတာရယုတ်5မျိုးသည်ခန္ဓာကိုယ်အတွက်အရေးပါသောကြောင့်အစ္ဆတိကနားလည်အောင်လို့ဒါပြောတာအစ္ဆတိကဆိုတာတချို့ကျတော့ဒီအစ္ဆတိကဆိုတာအင်တာနယ်ပေါ့ကိုယ်ခန္ဓာနယ်မှာအင်တာနယ်လို့တင်ပြောလိုက်မယ်ဆိုရင်ဉာဏ်နဲ့ယုတ်တရားရောခန္ဓာကိုယ်မှာဖြစ်တာမဟုတ်ဘူးလားအင်တာနယ်မဟုတ်ဘူးလားဘာဖြစ်လို့ပတ္တရေယုတ်5ခုတင်အင်တာနယ်လို့ပြောရမှာလဲဆိုမိခွန်းနေတက်လာဒါကြောင့်မို့ဒါဖြေထားတာခန္ဓာကိုယ်အတွက်အရေးပါသောကြောင့်လူတွေမှာရှိတယ်လေအတွင်းပစ္စည်းပြင်ပစ္စည်းရှိတယ်မဟုတ်လားအတွင်းပစ္စည်းစပါကောတာစိတ်တို့ရွှေတို့ယရဏပစ္စည်းတွေကိုအတွင်းပစ္စည်းခေါ်တာလူပြင်မခံဘူးလေသိပြီးတော့ပွဲလန်းတစ်ပင်ရှိမှထုတ်ဝတ်ထားဘယ်နာထားတယ်ဆိုတာလူသည်မခံဘူးလေအတွင်းပစ္စည်းလို့ခေါ်တယ်အပြင်လူမြင်ခံပြထားတဲ့ပစ္စည်းကတစ်မျိုးအဲ့ဒါလိုပဲဒီမှာအစ္ဆရိကဘာဟိရယုတ်ကိုအတွင်းပြင်ခွဲတဲ့အခါမှာဆိုလိုတာကတော့အရေးပါတယ်အရေးမပါဘူးနော်အဲ့ဒီအဓိပ္ပာယ်နဲ့ပြောတာအဲ့တော့မျက်စိနာနာလျာကာယဆိုတဲ့ဒီပတ္တာရယုတ်5ခုကိုသူကအစ္ဆရိကလို့ခေါ်တာဟုတ်အဲ့တော့စဉ်းစားကြည့်ပေါ့မျက်စိမပါဘူးနားမပါဘူးနှာခေါင်းမပါဘူးဟိုရင်ပတ္တာရယုတ်အနေနဲ့ပေါ့လေမျက်စိကပတ္တာရယုတ်မပါဘူး
နှာခေါင်းနားမပါဘူးနှာခေါင်းမပါဘူးလျှာမပါဘူးကိုယ်ကာယပတာရယုံမပါဘူးဆိုရင်ကြောက်တုံးကြီးလို့ဖြစ်မနေဘူးလားဆက်သက်မှုတွေအကုန်ပြတ်သူနဲ့မှဆက်သက်လို့မရဘူးပြင်မဲ့အာယုံလည်းမြင်ရမှာမဟုတ်ဘူးအတံပလံလည်းကြားရမှာမဟုတ်ဘူးဘာအနတ်မှလည်းရမှာမဟုတ်ဘူးနော်ဘာရတာမှလည်းသိမှာမဟုတ်ဘူးခန္ဓာကိုယ်ကလည်းဘယ်လိုမှထိလို့ရမှာမဟုတ်ဘူးဆိုပြင်မဲ့ကအသေးကောင်ကြောက်တုံးကြီးလို့ဖြစ်နေမှာပဲလူသေးကောင်ကြီးလို့ဖြစ်နေအဲ့တော့လူအရှင်ဆိုပြီးတော့လူဘဝမှာလှုပ်ရှားရှင်သန်မှုအတွက်မျက်စိတို့နားတို့နှာခေါင်းတို့ဒါတွေကအလွန်အရေးပါတယ်လို့ပြောတာအထူးသဖြင့်အရေးပါဆုံးနှစ်ခုကတော့မျက်စိနဲ့နားပဲနှာခေါင်းမရှိခြင်းနေပါစေဒူးရင်ဒီအနံ့လေးမခံနိုင်တာပဲရှိမှာပါပညာသင်လို့တော့ရနော်မျက်စိပါသည့်အတွက်ကြောင့်ပညာသင်လို့ရမယ်နားပါသည့်အတွက်ကြောင့်တရားနာလို့ရမယ်သုံးကြတယ်နှာခေါင်းမပါရင်တော့ဒူးရင်ဒီနဲ့ဟိုဟာပဲကွဲမှာမရှိတော့ဘူးအနံ့မခွဲနိုင်ဘူးလျှာမပါရင်တော့လေစားတဲ့အရာသာရှိမှာမဟုတ်ဘူးနော်သက်ရှိဖို့အတွက်ကိုယ်ကာယမပါကာယပဒါရချို့တဲ့သွားတာလက်ပါတွေလက်ပရိုစီဖြစ်ပြီဆိုရင်ကာယပဒါရချို့တဲ့သွားထီလို့ထီမှမသိဖြစ်ကုန်နော်လက်ပရိုစီကအဲ့ဒါလိုဖြစ်တာလေခန္ဓာကိုယ်မှာကာယပဒါရတွေပျက်စီးကုန်ပျက်စီးသွားတော့ထီလို့ထီမှမသိဖြစ်လက်ပြတ်ကြလို့ပြတ်ကြမှမသိတော့အဲ့ဒါလိုတွေဖြစ်လာတာနာမနာတော့တာဟုတ်တော့ဆိုတော့အဲ့ဒါလိုပတာရယုတ်မပါဘူးဆိုလို့ရှိရင်သူကခန္ဓာကိုယ်အတွက်အတော်ကိုဆိုးရတဲ့အခြေအနေတစ်ခုလို့ပြောမှာပဲပြမာတွေကြတော့မျက်စိနဲ့နားနှစ်ခုပဲနှာခေါင်းတို့လျှာတို့ကပုံသဏ္ဍာန်ပါပေမဲ့လို့အနံ့ကံကရိယာမဟုတ်တော့ဘူးသူတို့ကြတော့အလှအပရုပ်တုလောက်ပဲဖြစ်သွားစကားပြောဖို့ရှာပါတယ်ရတာခံဖို့ရှာမပါဘူးစကားပြောဖို့တော့ရှာပါနှာခေါင်းကလည်းအနံ့ခံမှုမပါတော့ဘူးအဲ့တော့နှာခေါင်းတို့လျှာတို့ကာယတို့ဆိုတာသူကကောင်းကောင်းခံစားတဲ့ဘက်မှာပို့အသုံးဝင်တယ်ပေါ့ပညာရှာတဲ့ဘက်မှာသိအသုံးဝင်မှုအသုံးဝင်တာကမျက်စိနဲ့စာဖတ်မယ်နားနဲ့နားထောင်မယ်ဒီတစ်ခုကပို့အသုံးဝင်တယ်ပညာရမှုအတွက်တော့မျက်စိနဲ့နားအသုံးဝင်ဆုံးပဲဒါကြောင့်မို့လို့ပြမာတွေဟာမျက်စိနဲ့နားတော့ရှိတယ်နှာခေါင်းတို့ရှာတို့ကာယတို့ကြတော့သူတို့ကအဲ့ဒီပေါ်မှာတွေ့တာမှုတွေမရှိတော့တဲ့အတွက်ကြောင့်အဲ့ဒီပတာရယုတ်တွေဟာပြမပြေမှာမရှိဘူးလူပြေမှာတော့အကုန်ရှိတယ်လို့ဆိုလိုတာပေါ့ပြမကြီးကခံစားကြည့်မယ်ဆိုရင်သူထီလို့ထီမှန်းသိမှာမဟုတ်နော်ဒူရင်ဒီသွားပိတ်လေသူအနံ့ခံနိုင်မှာမဟုတ်ပြမကြီးတွေဒီလူပြေကကောင်းတဲ့အစာတွေအစာတွေသွားပိတ်လေသူရတာခံနိုင်မှာမဟုတ်သူကစားလည်းမစားဘူးလေအဲ့ဒါလို့တော့မျက်စိနဲ့နားကတော့သူတို့ရှိတယ်ဒါမှမဟုတ်သာဟံတိပတိပြမကြီးကဘုရားဖို့ဆင်းလာတယ်မြတ်စွာဘုရားကိုလျှောက်တယ်တရားဟောပါလို့စကားပြောဖို့ရှာတော့ရှိတယ်အရသာခံမှုရှာမပါဘူးပတာရယုတ်မပါဘူးလို့ဆိုလိုတယ်နော်အဲ့တော့ဒီပတာရယုတ်ဒီလူသားတွေအတွက်ကြည့်မယ်ဆိုရင်အတော်အသုံးဝင်တဲ့ပစ္စည်းတစ်ခုပဲဒါမပါဘူးဆိုကိုယ့်ကိုကြံတွေးပြီးတော့ခံစားကြည့်ဘယ်လိုမှဒီသင်္นานတက်လို့ရမှာမဟုတ်နော်အဲ့ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကိုအကျိုးများလွန်အားကြီးလို့အစ္ဆတလို့ခေါ်တာပြီးတော့နောက်တစ်ခုကပြောမယ်ဆိုရင်တော့အတ္တဆိုတဲ့အစွဲလန်းတစ်ခုဟာဒါတွေနဲ့ပို့ပတ်သက်တယ်အတ္တဆိုတာငါဆိုတဲ့အစွဲလန်းတစ်ခုငါမြင်ရတယ်ငါကြားရတယ်ငါအနံ့ရတယ်ငါရတာခံတယ်ငါသိတယ်ငါထိလို့ရတယ်ဆိုရယ်အဲ့ဒီငါဆိုတဲ့အစွဲလန်းဟာလေဒီအာယုံခံစားတဲ့အာယုံကိုဖမ်းယူနိုင်တဲ့ဒီ organ တွေနဲ့ပတ်သက်တာတွေများတယ်ဒါကြောင့်မို့အစ္ဆတဆိုတဲ့အဓိပ္ပာယ်ကအဓိအတ္တအဓိအတ္တအတ္တကိုစွဲမိနေတဲ့နေရာမှာအတ္တလို့လူတွေငါလို့ဆိုတဲ့အတွေးတွေကိုဖြစ်ပေါ်စေတတ်တဲ့ထဲမဲ့အားကောင်းတဲ့အကြောင်းတရားတွေလို့သူပြောလို့ရတယ်ငါလို့ထင်နေတာအဲ့ဒါတွေကြောင့်မို့ပို့ပြီးတော့ငါထင်နေတာသူဆိုလိုတာပေါ့ဒါကြောင့်မို့ဒါကိုအစ္ဆတိကယုတ်လို့ခေါ်တယ်တာမန်အတွင်းယုတ်အပြင်ယုတ်လို့ပြန်လိုက်လို့ရှိရင်
မျက်စိလဲသွားမဆုံးလို့ပြောပြတာနော်အတွင်းဆိုဒီမှာအရေးပါတဲ့ပစ္စည်းကိုအတွင်းပစ္စည်းခေါ်တယ်အဲ့ဒါမျိုးလိုပဲခန္ဓာကိုယ်မှာအရေးပါတဲ့အင်္ဂါရပ်တွေကိုပြောတာနော်အဲ့ဒါလည်းသွားပြီးတော့မစင်စားနိုင်ဘူးကျန်တာတွေကအရေးမပါလို့လားနှလုံးကအရေးမပါဘူးလားတို့ဘာလို့လဲမမေးနဲ့အောင်အဲ့လိုသွားပြီးတော့ဆက်သွယ်မှုကျတော့နှလုံးကအရေးမပါဘူးလေမျက်စိကကြည့်ပြီးမှပဲသူကအရေးပါကောင်းပါနော်အဲ့တော့မျက်စိနာနာလျာဆိုကာယဆိုတာမပါလို့ရှိရင်လူတွေဟာတစ်တုံးကြီးလို့ကြောက်တုံးကြီးလို့ဖြစ်သွားမှာပဲတော့အရေးပါဆုံးပဲအသက်ရှင်မှုအတွက်အရေးပါတာမဟုတ်ဘူးဆက်သွယ်မှုအတွက်အရေးပါတာလို့ဒီလိုမှတ်ပါဒါကြောင့်မို့အစ္ဆတိကလို့ခေါ်တယ်ကျန်တာတွေကသူ့လောက်အရေးမပါလို့ပါကြီးတာအရေးမပါတာသူ့လောက်အရေးမပါတာလုံးဝအသုံးမကျတာတော့မဟုတ်ဘူးဒီလိုခွဲခြားတယ်ကဲနောက်တစ်ခုသွားရအောင်ပတာဒယုတ်ဟရိယယုတ်ဒီယုတ်6မျိုးကစိတ်ဤမိယာဖြစ်သောကြောင့်ဝတ္ထုတယ်ဝတ္ထုယုတ်အဝတ္ထုယုတ်ဆိုတာဒီနှစ်ခုကိုခွဲခြားပြီးတော့သိရဝတ္ထုဆိုတာကျောင်းနေအိမ်နေအဆောက်အဦတွေဆောက်တဲ့အခါမှာအဲ့ဒီအဆောက်အဦရဲ့တရားမြေကိုဝတ္ထုလို့ခေါ်တာပဲနော်ဘယ်ပေါ်မှာတီးနေတယ်လဲတီးနေရအောင်ပြောဒီမှာလည်းပဲစိတ်ဖြစ်တယ်ဆိုတာဘယ်မှာမှီဖြစ်တာလဲအဲ့ပေါ်မှာမှုတယ်ဥပမာမဲ့ဆိုတော့စီတီးတယ်စဉ်းစားကြည့်စီတန်ထွက်လာတယ်စီတန်ဟာတီးတဲ့ဒုက္ခထွက်တာလားတီးတဲ့လူရဲ့ခေါင်းထဲကထွက်လာတာလားသို့မဟုတ်စီကထွက်တာလားစီကထွက်တာနော်စီကထွက်တာလေတီးတဲ့လူတို့တီးတဲ့ဒုတ်တို့ဟာအထောက်ကူပဲအဲ့ဒါလိုပဲဒီမှာမြင်သိစိတ်ဆိုတာသက္ကုပ္ပတာရယုတ်ကိုမှီပြီးတော့ဖြစ်လာတာသက္ကုပ္ပတာရယုတ်ကထွက်တာမြင်ရတဲ့အဆင့်အာယုံကထွက်တာမဟုတ်ဘူးလို့ဆိုလိုတယ်အဲ့တော့မြင်သိစိတ်ကလေးဒီမျက်စိအကြည်လေးပေါ်မှာမှီပြီးတော့ဖြစ်ရတယ်ဒီအတန်လေးကဒီမျက်စိလေးကဒီကနေမှီဖြစ်လာဒီကနေထွက်ရတာဒါမို့ဒီစိတ်ကလေးရဲ့ဖြစ်ပေါ်ရာဖြစ်သောကြောင့်ဝတ္ထုယုတ်လို့ခေါ်တယ်မြင်သိစိတ်ရဲ့ဖြစ်ပေါ်ရာသက္ကုပ္ပတာရကြားသိစိတ်ရဲ့ဖြစ်ပေါ်ရာသောတာပတ္တာရနံသိစိတ်ရဲ့ဖြစ်ပေါ်ရာခာနပတ္တာရလယတိစိတ်ရဲ့ဖြစ်ပေါ်ရာဇီဝပတ္တာရထိတိစိတ်ရဲ့ဖြစ်ပေါ်ရာအာပတ္တာရဟောသူနေရာနဲ့သူလို့ဆိုလို့တယ်အဲ့ဒီစိတ်ကလေးတွေဟာဓာရီမရှိရင်မဖြစ်နိုင်ဘူးစီမရှိဘူးဒုတ်တော်ရှိတယ်တီးတဲ့လူရှိတယ်အတန်ပဲထွက်မလားအဲ့ဒီတော်မျိုးပြောတာနော်စီတန်ရဲ့တီးဟာဆိုတာလို့ပေါ့အဲ့တော့ယုတ်တွေရဲ့စိတ်တွေရဲ့စိတ်ဤမိရဖြစ်သောကြောင့်ဝတ္ထုယုတ်လို့ခေါ်တယ်ကျန်တာတွေကတော့အဲ့ဒါလို့မပတ်သက်ဘူးဒါမှမဟုတ်အဝတ္ထုယုတ်လို့ခေါ်တယ်နောက်ပတာရယုတ်5မျိုးနဲ့ဝိညာဉ်ယုတ်2မျိုးတဲ့ပေါင်းတော့ယုတ်9မျိုးဟာစိတ်ရဲ့တကားဖြစ်သောကြောင့်ဓဝရယုတ်ဓဝရအဓဝရဓဝရဆိုတာတကားဆိုဒီမှာဘာလောက်တာတော့ကိုယ်အိမ်မှာတကားရှိတယ်မဟုတ်လားတကားကဘာလောက်တာတော့ပဲဝင်နဲ့ထွက်တဲ့အလုပ်နော်လူတွေအသုံးပြုတာအဲ့ဒါဝင်နဲ့ထွက်တာဒီနှစ်ခုပဲလောက်တာတကားအထဲထဲဝင်မလားအထဲကနေပြင်ထွက်မလားဒီတစ်ခုဒါမို့ဝင်သူထွက်သူနှစ်ယောက်အသုံးချတာတကားထို့တူပဲစိတ်မှာတကားရှိတယ်စိတ်ကအာယုံဘက်ကိုသွားတာရဲ့နော်အာယုံကိုယူတာရဲ့ဒီနှစ်ခုဟာဒီတကားဘောက်ကနေဆောင်ရွက်တာဖြစ်လို့စိတ်ရဲ့တကားလို့ဒီလိုဆိုလို့တယ်ပေါ့အဲ့တော့စိတ်ရဲ့တကားဟာပတာရယုတ်ငါမျက်စိတကားကနေမြင်သိစိတ်နော်နားတကားကနေပြီးတော့ကြားသိစိတ်နှာခေါင်းတကားကနေပြီးတော့လက်ရတကားကနေပြီးတော့လက်ရသိစိတ်ကာယတကားကနေပြီးတော့ဒီလိုဟာတွေဖြစ်လာတာဒါသူရဲ့ဖြစ်ရာအနေနဲ့တင်စားပြီးတော့ပြောတာဟရယကြတော့မိုင်းတို့ခုနလိုမျက်စိနားနာလျာကာယတွေမပါဘူးခေါင်းမှုချုပ်ပြီးတော့တွေးတယ်
မနေ့ကအကြောင်းအရာတွေတွေးတယ်ဟိုးနေ့ကဟာတွေတွေးတယ်မျက်စိကိုသုံးချတာမဟုတ်ဘူးနော်နားကနေကြားတာလည်းမဟုတ်ဘူးနှာခေါင်းကအနံ့ရတာလည်းမဟုတ်ဘူးဟိုးမနေ့ကဒူရင်ဒီစားထားတာကိုဒီနှစ်ပြန်တွေးရင်ရောမရဘူးလားရတယ်အဲ့ဒီအချိန်မှာတကယ်ကိုဒူရင်ဒီနန့်ခန်းနေရသလိုနှာခေါင်းကဒါပဲနှာခေါင်းကနမ်းရှူရတာမဟုတ်ဘူးလျှာလည်းရတာကြားတာမဟုတ်ဘူးသို့တော့ပြန်တွေးတာအဲ့ဒီပြန်တွေးတဲ့စိတ်ရဲ့တကားကြတော့ခုနဟရိယလို့ဒီလိုခေါ်တာမိယာပြောတာလေမိယာကြတော့နော်ခုနမိယာယုတ်ကိုပြောဒီမှာဝိညာဉ်ယုတ်နှစ်ခုဝိညာဉ်ယုတ်နှစ်ခုကကာယဝိညာဉ်ဝစီဝိညာဉ်ကာဝိညာဉ်ဆိုတာကာယဓာရဝစီဝိညာဉ်ကဝစီဓာရဟုတ်ကဲ့လားကာယဝိညာဉ်ကကာယဓာရဝစီဝိညာဉ်ကဝစီဓာရဘုရားရှိခိုးတဲ့အခါမှာနော်ဩကာသဆိုတဲ့အခါမှာဗမာပြည်မှာဩကာသကလည်းအမျိုးမျိုးဘုရားရှိခိုးအမျိုးမျိုးကလည်းရှိတယ်ကျမ်းတွေအတွက်ရေစက်ချအမျိုးမျိုးဘုရားရှိခိုးအမျိုးမျိုးဗမာပြည်တော့ပေါ်တာမရှိဘူးအဲ့တော့ဩကာသကလည်းအမျိုးမျိုးတွေမှာကာယကံဝစီကံမနောကံဆိုတာ ਨੇ ရှိခိုးတာရှိတယ်ကာယဓာရဝစီဓာရမနောဓာရ ਨੇ ရှိခိုးတယ်ဓာရဆိုတာ action ပဲကာယရဲ့လှုပ်ရှားမှုတစ်ခုပြောတာဥပမာဘုရားရှိခိုးတယ်ဘုရားရှိခိုးတဲ့အခါကျတော့ထီချင်း၅ပါးနဲ့ရှိခိုးတယ်ထိုင်လိုက်တယ်ဒုတုတ်ထားတယ်နော်ဒုတုတ်ထားပြီးတော့ခေါင်းကိုမောလိုက်ပြီးတော့ခါပြန်ပြီးတော့နှစ်ဖူးပေါ်မှာလက်အုပ်ပြီးတော့တခါအောက်ကိုဝတ်ပြီးတော့ဝတ်ချတယ်ဘောင်းတောင်းလုပ်တယ်ပေါ့အဲ့ဒါလို့ထီချင်း၅ပါးနဲ့တီယာငါတီချင်း၅ပါးနဲ့ရှိခိုးတယ်အဲ့ဒီလိုရှိခိုးတဲ့အမှုအရာအနေထားကိုဒါကာဝိညာဉ်ကာဓာရလို့ခေါ်တယ်ဘသူရဲ့ဖြစ်ရတော့ဆိုလို့ရှိရင်ကံတရားတွေရဲ့ဖြစ်ရနော်ဒီအမှုအရာနဲ့ကြည့်လိုက်လို့ရှိရင်ဒီလူဘာလုပ်နေတာတော့ဆိုဘေးကလူကမသိဘူးလားသိတယ်ဒါဘုရားရှိခိုးနေတာဥချနေတာဆိုတာသိရတယ်လေစစ်သားတွေဆိုဆလူရိုက်တာပေါ့အဲ့ဒါလဲကာယဝိညာဉ်ပဲကားတော်တာပဲနော်အဲ့ဒီအမူအရာတွေကိုကာယတော်တာလို့ခေါ်တယ်ဘာကြောင့်တော်တာလို့ခေါ်တော့ဆိုကံတရားရဲ့ဖြစ်ရဒီလိုလှုပ်တယ်ဆိုတာကံကနေတွန်းအားပေးလိုက်တာဒီလိုလုပ်ရမယ်ဆိုကံတရားတွန်းအားပေးတယ်စေတနာတွန်းအားပေးလိုက်တာပေါ့စိတ်ထဲမှာဖြစ်တဲ့စေတနာကနေတွန်းအားပေးလို့ကာယဓာရလို့ဒီလိုဖြစ်တယ်ဝစီဓာရဆိုတာနှုတ်မြက်ပြီးတော့ပြောတာဒီဝစီဝိညာဉ်ကနေပြီးတော့နှုတ်မြက်ပြီးတော့ပြောတာစေတနာရဲ့ဖြစ်ရပဲဒါအဲ့တော့ပတာရယုတ်၅ခုကလည်းစိတ်တကားစိတ်ရဲ့ဟိုရင်ပေါ့ဓာရဖြစ်တယ်လို့စိတ်ရဲ့တကားဖြစ်တယ်လို့ဝိညာဉ်ယုတ်နှစ်ခုကလည်းပဲကံရဲ့တကားဖြစ်တယ်ပေါ့နော်ဒါတွေနဲ့ကံတရားဟာဖြစ်ရတယ်လို့ဒီလိုဆိုလို့ရတယ်ပေါ့သိတာထင်ရှားတာဖြစ်လို့ဒါကြောင့်မို့ဓာရယုတ်ဟာ9မျိုးရှိတယ်ဉာဏအဓာရယုတ်လို့ဒီလိုခေါ်တယ်နောက်ကြတော့လေဒီဓာရဒီအကြောင်းကိုပြန်ပြီးတော့ပြောမှသူကကာယဓာရကြတော့နှစ်ခုရှိတယ်ကာယဝိညာဉ်ကိုကာယဓာရလို့လည်းခေါ်တယ်ကာယပတာရကိုလည်းကာယဓာရလို့ခေါ်တယ်ကာယဓာရလို့ပြောလိုက်ရင်နှစ်ခုသက်ဆိုင်တယ်နော်ကာယပတာရဆိုတာခုနကာယဝိညာဉ်စိတ်ရဲ့ဝင်ရထွက်ရအောင်ကာယပတာရလို့ခေါ်တယ်အဲ့ဒါလေကာယဓာရပဲအခုကံတရားရဲ့ဖြစ်ရကိုလည်းပဲကာယဓာရလို့ခေါ်တယ်ကိုယ်နဲ့လုပ်တဲ့ကာယကံရဲ့ဖြစ်ရကိုလည်းကာယဓာရခေါ်တယ်ဒါကြတော့ကာယဝိညာဉ်ကိုခေါ်တာအဲ့ဒါလို့ခွဲမှတ်သုတ်တန်တွေထဲမှာလည်းပဲဒီတိုင်းလာတယ်လေသက္ခုဓာရကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်ဒီမြတ်စွာဘုရားဟောတယ်ဓာရ6ပါးကိုလုံအောင်ထိမ့်ပါလို့ဆိုတဲ့အခါမှာဓာရ6ပါးဆိုဒီမှာကာယဓာရဝစီဓာရသက္ခုဓာရသောတာဓာရကာဏဓာရဇီဝဓာရကာယဓာရနော်မနောဓာရလို့ဆိုပြီးတော့ဒါဟုတ်ပါတယ်10ပါးကြတော့ဝစီဓာရကာယဓာရတခါထပ်ထည့်တယ်နော်အဲ့ဒီ
ဓဝရ6ပါးဓဝရ10ပါးကိုထိန်းသိမ်းစောင့်ရှောက်တယ်ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာမျက်စိကမြင်ပြီးတော့လောဘမဖြစ်စေနဲ့ဒေါသမဖြစ်စေနဲ့နားကနှာခေါင်းကအဲ့ဒီကနေဝင်ပြီးတော့လောဘဒေါသမဖြစ်စေနဲ့ကိုယ်နဲ့လှုပ်ဆောင်ပြီးတော့လည်းပဲလောဘဒေါသမဖြစ်စေနဲ့နှုတ်နဲ့ပြောဆိုပြီးတော့လည်းလောဘဒေါသမဖြစ်စေနဲ့စိတ်ထဲကကြံတွေးပြီးတော့လည်းလောဘဒေါသမဖြစ်စေနဲ့လို့ဒီလိုဆိုလိုတာနော်ကာယဓဝရကြတော့နှစ်ခုပေါင်းလိုက်တဲ့အခါဓဝရ10ခုဒီလိုသုံးတာရှိတယ်ပေါ့စာတွေထဲမှာအဲ့တော့ဓဝရ6ပါးတော့အဘိဓမ္မာမှာတော့ဣန္ဒြိယေတုဂௌတဓဝရတာတော့နော်ဓဝရဆိုတာဒါတွေကိုပြောတာထိမ့်သိမ်းဆောင်းလျှောက်တယ်ဆိုတာအဓိကကတော့စိတ်ကိုဆောင်းလျှောက်တာဓဝရကိုဆောင်းလျှောက်တယ်ဆိုတာစိတ်ကိုဆောင်းလျှောက်တာဒီဓဝရနဲ့ပတ်သက်ပြီးတော့အကုသိုလ်မဖြစ်စေနဲ့လို့ဆိုလိုတယ်နောက်တစ်ခုကပတ္တာရယုတ်5မျိုးဘာဝယုတ်2မျိုးဇီဝိတယုတ်တစ်ခုပေါင်း10မျိုးတို့သည်ဆိုင်ရာကိစ္စ၌အစိုးရတော်ကဲဘယ်လိုအစိုးရတာတုံးဆိုတာစဉ်းစားကြည့်အောင်တစ်ခုတော့စဉ်းစားကြည့်လိုက်ရင်ကျန်တာနားလဲမျက်စိစက္ခုပတ္တာရယုတ်ကမြင်ခြင်းကိစ္စမှာသူကအစိုးရတယ်မြင်တဲ့ကိစ္စမှာသူကအစိုးရတယ်ဘယ်လိုအစိုးရတာတုံးဆိုတော့မျက်စိကကြည်ရင်ကြည်တယ်လို့မြင်သိစိတ်ကရှင်းရှင်းလင်းလင်းဖြစ်တယ်မျက်စိကမှုံဝါးဝါဆိုလို့ရှိရင်မြင်သိစိတ်ကလည်းမှုံဝါးဝါဖြစ်သွားတာအဲသူကချုပ်ကင်ထားတဲ့သဘောဟုတ်ကဲ့လားသူကချုပ်ကင်ထားတာအဲ့ဒါဘယ်သူကချုပ်ကင်တာလဲဆိုစက္ခုပတ္တာရယုတ်ကချုပ်ကင်တာဘယ်သူကိုချုပ်ကင်တာတော့ဆိုမြင်သိစိတ်ကိုချုပ်ကင်လိုက်တာသူ့ပေါ်မှာမှီတည်ပြီးတော့မြင်သိစိတ်ဟာထက်တန်နဲ့မထက်တန်ဘူးသွားတာအဲ့တော့သူကချုပ်ကင်ထားတယ်လို့ခေါ်တယ်အဲ့ဒါကိုပြောတာအစိုးရတယ်ဆိုတာဒီကိစ္စမှာသူကအဓိကသူလွှမ်းမိုးထားတယ်သူအုပ်စိုးထားတယ်လို့ပြောထို့တူပဲကြာတိကိစ္စမှာနားပေါ်မှာမူတည်ရဇာတိကိစ္စမှာသောတာပတ္တာရယုတ်ကထိမ့်ချုပ်ထားတယ်အနံ့ရခြင်းကိစ္စမှာလည်းပဲနန္တိကိစ္စမှာခန္ဓာပတ္တာရကထိမ့်ချုပ်ထားတယ်လို့ဒီလိုဆိုလိုတာနော်မှန်ကြည့်တဲ့အခါမှာမှန်မှမှုံဝါးဝါဖြစ်နေတယ်ဆိုရင်ရုပ်ပုံကကြည်ပါမလားမကြည်ဘူးအဲ့ဒီရုပ်ပုံတော့ကြည်မကြည်ကိုဘယ်သူကထိမ့်ချုပ်ထားတယ်ဆိုမှန်ကထိမ့်ချုပ်ထားတာမှန်ကြည်ရင်ရုပ်ပုံကကြည်လာအဲ့ဒါကိုထိန်းချုပ်တယ်လို့ခေါ်တာအိန္ဒြိယဆိုတာအဲ့ဒါကိုပြောတာနော်ဘာအိန္ဒြိယဆိုတာအဲ့ဒါကိုဆိုလို့တယ်သူကထိန်းချုပ်ပြထားတာဘာဝယုတ်နှစ်ခုကဘယ်လိုထိန်းချုပ်ထားလဲဆိုတော့ကြည့်အဋ္ဌိဘာဝလို့ဆိုတဲ့အမျိုးသမီးမျိုးစိတ်ခန္ဓာကိုယ်ထဲမှာပြန့်နှံ့တယ်ခုကိစ္စဟော်မုန်းလို့ပြောပေါ့လေဘာပြောခေါ်ဝါဟာရနော်အဲ့ဒီဓာတ်တွေကများလာတယ်အဋ္ဌိဘာဝရုပ်တွေကခန္ဓာကိုယ်မှာပြန့်နှံ့ကြီးစိုးထားတယ်ဆိုလို့ရှိရင်သူအတန်ကတစ်မျိုးသွားပုံလာပုံကတစ်မျိုးပြောတာဆိုတာတစ်မျိုးဒီအပြောဆိုအသွားလာအစိတ်နေသဘောထားအလုံးကိုသူကထိန်းချုပ်လိုက်တာဟုတ်တယ်မဟုတ်လားအမျိုးသမီးဟော်မုန်းကအမျိုးသမီးအတန်အမျိုးသမီးရုပ်ရည်အမျိုးသမီးစိတ်နေသဘောထားတွေအလုံးကိုဒီရုပ်ကထိန်းချုပ်ထားလို့ဒီလိုဖြစ်သွားတာကိုခိတကြဉ္ဉံဖာမှပြောင်းလဲနာလည်းရှိတာပေါ့နော်အမျိုးသားပုံပါဝါယုဆိုပါစို့အဲ့ဒီပုံပါဝါယုကလည်းပဲအတန်ကြီးတယ်ဘာလုပ်တယ်ဘာညာစအကုန်လုံးသူကထိန်းချုပ်လိုက်တာထိန်းချုပ်လိုက်သည့်အတွက်ကြောင့်ပြုမှုလှုပ်ရှားမှုမှန်သမျှမတူတဲ့အသွင်သဏ္ဍာန်ဖြစ်သွားအလုံးတစ်ကိုယ်လုံးမှာပြန့်နှံ့တည်တဲ့အခြေခံသဘောတရားကိုပြောတာတရားအဋ္ဌိဘာဝယုတ်ပုံပါဝါယုဆိုအဲ့တော့ဓာတွေကိုသိစေတဲ့ဒါကအမျိုးသားလားဒါကအမျိုးသမီးလားလို့သိစေတဲ့နေရာမှာသူကကြီးစိုးထားလို့အိန္ဒြိယယုတ်လို့အိဋ္ဌိန္ဒြိပုရိသိန္ဒြိဆိုတာသူ့ပေါ်မှာမိတီးပြီးတော့ကြီးစိုးထားတာတခါအန်ချောနေတာတော့ရှိရင်ရှိမှာပေါ့နော်အဓိကပုံမှန်ဆိုလို့ရှိရင် normal ဆိုရင် abnormal တွေတော့ထည့်ပြောမနေနဲ့တော့ကဲ normal ဆိုရင် तू ကလွှမ်းထားတာပဲသိကြတယ်ဒါ
နော်သူ့ရဲ့ဆုံးဖြတ်တိုင်းသွားနေတာသူကဒါဘာဝယုတ်နှစ်ခုရဲ့ကြီးစိုးမှုဇီဝိတယုတ်ဆိုတာကြတော့ကမ္မဇယုတ်တွေဆက်လက်ပြီးတော့ပေါ်ပေါက်နေအောင်ကမ္မဇယုတ်ကကံကထုတ်လိုက်တာကံကဘယ်မှာတော့ဆိုမရှိတော့ဘူးကံကမရှိတော့ဘူးသူ့လှုပ်ပြီးသွားပြီအထောက်ကူကံနေတော့ရှိမှာပေါ့ကဲစဉ်းစားကြည့်ဘုန်းကြီးတို့တရားစီတွေတစီဆိုင်လိုက်မယ်အမြင့်ထွက်လာပြီအညောင်းထွက်လာပြီဆိုအဲ့ဒီတရားစီလေးကဒီတိုင်းပဲရှိနေလားတော့မပုတ်သွားတာလားမရှိတော့ဘူးမဟုတ်လားကျန်တာပါကျန်တော့အမြင့်နဲ့ပင်စီပဲကျန်တာလေအစိရံကျန်တော့အဲ့ဒါလိုပဲကံတရားကဒီကထုတ်လိုက်တာ produce လုပ်လိုက်တာလှုပ်လိုက်ပြီးတဲ့အခါသူကိစ္စပြီးသွားပြီသူထုတ်ထားခဲ့တာသူထုတ်ထားခဲ့တဲ့ဒီပစ္စည်းကိုဘယ်သူကစောင့်ထိမ့်သိမ်းတော့ဆိုဒီဇီဝိတာကနေထိမ့်ပေးတယ်ခုနသစ်ပင်လေးတစ်ပင်မျိုးစေ့ကနေအပင်ပြောင်းလှုပ်ထားခဲ့တယ်ဘယ်သူကထိမ့်ရတော့ရေတို့မြေတို့ကထိမ့်ပေးရတယ်ရေတို့မြေတို့ကထိမ့်တယ်တို့တူပဲကံကလည်းပဲအဲ့လိုအဲ့တော့သူကထိမ့်သိမ်းပေးရတယ်ဆိုတာဇီဝိတာဒါကြောင့်လို့ဇီဝိတယုတ်ကိုဆက်လက်ရှင်သန်နေဖို့အတွက်ရှင်သန်နေဖို့ထိမ့်သိမ့်တဲ့ကိစ္စမှာသူကကြီးစိုးတယ်သူမထိမ့်ရင်သွားပြီတရက်ပင်လေးပေါက်လာတယ်ဟုတ်ပြီအစီကတော့မရှိတော့ဘူးဒါပေမဲ့လို့ရေနဲ့မြေနဲ့မြေကလည်းမကောင်းဘူးရေကမလောင်မှု6ကတ်သွားတယ်ဆိုရင်တည်သွားမှာပေါ့ဟုတ်တရက်ပင်လေးကရေတက်ကလေးနဲ့ပြန်ထိမ့်ရတယ်လေအဲ့ဒီသဘောတွေပဲသက်ရှိတရားတွေပါလေဒါမို့လို့ဇီဝိတယုတ်သည်သူကအိန္ဒြိယယုတ်ဇီဝိတ္တိန္ဒြိဆိုလိုတာကမြတ်စွာဘုရားကအိန္ဒြိလို့22ပါးဟောတဲ့ထဲမှာဒါတွေပဲစက္ခုံတရေသောတိန္ဒြိဂာနိန္ဒြိဇီဝိန္ဒြိကာယိန္ဒြိနော်ကာယိန္ဒြိတော့ဇီဝိတ္တိန္ဒြိယုတ်နဲ့ပတ်သက်တာအိဋ္ဌိန္ဒြိပုရိသိန္ဒြိဟာဒီလိုဟောတာ8ခုယုတ်နဲ့ပတ်သက်တာ8ခုဇီဝိတ္တိန္ဒြိကြတော့ယုတ်နဲ့2မျိုးဆိုင်တယ်အိဋ္ဌိန္ဒြိပုရိသိန္ဒြိအိန္ဒြိယပစ္စယောဆိုပြီးတော့24ပစ္စည်းကြဒီအိန္ဒြိတွေဟောတာပဲအဲ့ဒီမှာအိဋ္ဌိန္ဒြိပုရိသိန္ဒြိကိုတော့အိန္ဒြိယပစ္စယောလို့မဟောဘူးမြတ်စွာဘုရားအိန္ဒြိယပစ္စည်းဘာလို့မဟောတာတုံးလို့ဆိုကလလရေကြီးအခေတ်မှာဖိုမမျိုးစိတ်ပါပြီးဖြစ်တော့လဲပဲအဲ့ဒီအချိန်မှာအမူအရာကွဲပါမလားရေပေါက်ကလေးမှာရေပေါက်ကလေးမှာဒီရေပေါက်ကလေးကတော့အမျိုးသမီးပဲဒီရေပေါက်ကလေးကအမျိုးသားပဲဖိုးပဲမပဲပြောလို့မရသေးဘူးသားတစ်လေးဆင်းရောက်လဲပြောလို့မရသေးဘူးလေနောက်ပိုင်းကျမှသူကဒါတွေကပေါ်လာတာမင်းသားတွေကဟုတ်တယ်မဟုတ်အဲ့ဒီအချိန်မှာသူကထိမ့်သိမ်းဆောက်ရှောက်နိုင်စွာမရှိဘူးနောက်ပိုင်းကျမှသာသူထိမ့်သိမ်းဆောက်ရှောက်တာဖြစ်တော့မထိမ့်သိမ်းတဲ့အပိုင်းရှိတယ်ထိမ့်သိမ်းတဲ့အပိုင်းရှိတယ်မထိမ့်သိမ့်တဲ့အပိုင်းမှာထဲဟောနေရင်ရှုံးမှာဆိုလို့အဲ့ဒီနှစ်ခုကိုအိန္ဒိယပစ္စည်းလို့မဟောဘူးညဆိုဗျာအိဋ္ဌိန္ဒြိပုရိသိန္ဒြိစက္ကုံတရေကြတော့ဒီလိုမဟုတ်ဘူးဖြစ်ကြတဲ့ထိမ့်သိမ့်သွားတာသူကနော်အဲ့တော့အဲ့ဒါကြောင့်မို့သူတို့အိန္ဒိယပစ္စည်းမတတ်ဘူးလို့ပဋ္ဌာန်းလေးလာတဲ့ပုဂ္ဂိုလ်တွေကြားဘူးလိမ့်မယ်အိဋ္ဌိန္ဒြိပုရိသိန္ဒြိကအိန္ဒိယပစ္စည်းတွေမှာမပါဘူးဒီလိုသွားမယ်ဟောနောက်တစ်ခုသွားရအောင်ဆံရကိစ္စမှာစိုးထားတယ်ကြီးစိုးထားတယ်6ခွန်8ကပတာရယုတ်5မျိုးတဲ့ဝိတယဂောစရယုတ်9မျိုးဘောင်း12မျိုးအဲ့ဒါသိတာတော့ကြောင့်ဩလာရိကယုတ်ဩလာရိကယုတ်12ပါးဆိုတာကြည့်လေဩလာရိကယုတ်12ပါးဆိုတာအာယရဏကိုရေတွက်ကြည့်လိုက်ပေါ့အာယရဏရေတွက်ကြည့်လိုက်ရင်သက္ခာယရဏသောတာယရဏဂာနာယရဏဇီဝယရဏကာယယရဏဒီဘက်ကတစ်ပိုင်းနောက်ပြီးတော့ရူပယရဏတတ္တယရဏဂန္ဓာယရဏရတ္တယရဏဖုဒ္ဓဘာယအလုံး10ခုမဟုတ်လားအဲ့ဒီ10ခုကိုရုပ်ပေါင်းလိုက်တဲ့အခါဘယ်လောက်ဖြစ်ပါရုပ်ပေါင်းဘယ်လောက်ဖြစ်သွားလဲဘယ်လောက်ဖြစ်သွားတော့12ခုဖြစ်သွားတယ်နော်အဲ့ဒါကိုဩလာရိကယုတ်ခေါ်တာသူတို့ကကြည့်မျက်စိနဲ့အစင်းဆုံတယ်ဆုံမှုတ
ပတိကဆိုတာတိုက်ခိုက်မှုလေးတွေရှိနေတယ်သူတို့ကစုံစည်းတာကိုတိုက်ခိုက်တယ်လို့ပြောတာဒီနေရာမှာနော်တိုက်ခိုက်တာသိတာထင်ရှားတယ်မျက်စိနဲ့အစင်းနားနဲ့အသံနှာခေါင်းနဲ့အနံလျှာနဲ့အရသာခန္ဓာကိုယ်နဲ့အထိအတွေ့ဟောတိုက်ခိုက်တာလေးတွေရှိတယ်အဲ့ဒါတိုက်ခိုက်တာသိတာထင်ရှားလို့ဒီရုပ်တွေဟာချင်းချင်းစီနဲ့စီထုတ်ထိတယ်လို့ပဲအတန်ပေါ်လာအောင်အဲ့ဒါလို့အာယုန်နဲ့ဝတ္ထုဟာတိုက်ခိုက်မှုတွေရှိတယ်အဲ့ဒါကြောင့်မလို့ဩလာရိကယုတ်လို့ခေါ်တာသိတာထင်ရှားသောကြောင့်ဩလာရိကယုတ်နောက်ပြီးတော့နီးတယ်ဆိုတာမြင်တာလို့ခေါ်တာအနီးဟုဆိုသောကြောင့်တဏိကေထင်ဟမှုတိုက်ခိုက်မှုရှိသောကြောင့်တပ္ပတိကတဲ့ကျွမ်းကြံသည့်16ရုပ်မျိုး16ရုပ်16မျိုးသည်တိမ်မွေသောကြောင့်ဒုက္ခမတိမ်မွေသည့်အတွက်ဝေးသည်ဟုဆိုသောကြောင့်ဒုတွေဒါကြအနီးဝေးတမ္မတ္တာဘာလို့တမ္မတ္တာတော့သိတာလို့နီးတယ်လို့ပြောတာနော်ဗမာစကားလည်းရှိတယ်မဟုတ်လားလာခြင်းအနီးလေးမလာခြင်းခရီးဝေးဆိုတာဟုတ်တယ်မလားနီးတယ်ဝေးတယ်ဆိုတာလာခြင်းနဲ့မလာခြင်းနဲ့တွက်တာအဲ့ဒီလိုအသုံးမျိုးတော့ကြတော့အနီးဝေးဆိုပြီးတော့ဘယ်နဲ့ငါးဖိုက်တည်းရှိရတယ်နဲ့ဘာလို့အဝေးလို့ပြောတာတုံးလို့တော့ကြဘာကြောင့်အနီးလို့ပြောတာတုံးနဲ့ဖြစ်နေမယ်နော်အနီးဝေးဆိုဒီမှာခုနကပြောသလိုပဲလာခြင်းအနီးလေးမလာခြင်းခရီးဝေးပေါ့အဲ့ဒါလိုပဲသိတာထင်ရှားလို့ရှိရင်အနီးကလေးမသိတာဘူးဆိုရင်အဝေးကြီးလို့ဒီလိုပြောတဲ့သဘောကိုမှတ်သားထားရမယ်နော်တဏိကေတုရိတပ္ပတိကအပ္ပတိကဒီလိုသွားတယ်အဲ့ဒါ၃မျိုးပေါင်းထားလိုက်တာတူလို့9နံပါတ်ကျတော့ကမ္မဇာယုတ်18မျိုးသည်ဥပါဒိဏယုတ်ကမ္မဇာယုတ်18မျိုးဆိုတာနောက်ကြတော့တွေ့မှာပေါ့နော်ဒီနေရာလေးမှာမှတ်မထားနဲ့အောင်နောက်ကြရင်အကြောင်းတရားတွေနဲ့ပြောတဲ့အခါကျတော့ဒီရဲ့အဖြေလေးကကြိုတင်မပြောတော့ဘူးနောက်တွေးလိုက်မယ်ကံ့ကြောင့်ဖြစ်တဲ့ရုပ်ပေါင်း18ခုရှိတယ်အဲ့ဒီ18ခုကိုဥပါဒိဏယုတ်လို့ခေါ်တယ်နောက်ကျန်တဲ့ယုတ်တွေကိုအနုပါဒိဏယုတ်လို့ခေါ်တယ်ဆိုလိုတာဥပါဒိဏယုတ်သည်ကမ္မဇာယုတ်အနုပါဒိဏယုတ်သည်တခြားအကြောင်းကြောင့်ဖြစ်တဲ့ယုတ်လို့ဒီလိုပဲခွဲမှတ်တယ်ဟောနောက်တစ်ခုကဘာတော့သာနိဒသနာအာနိဒသနာဆိုနိထသနာဆိုတာမြင်လို့ရမြင်တယ်အမြင်ရှိတယ်မြင်လို့ရတယ်မြင်နိုင်တယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့နိဒသနာသာနိဒသနာမြင်လို့ရတယ်မြင်လို့ရတယ်ဆိုတာစက္ခုဝိညာဉ်စိတ်အာယုံဖြစ်သောရူပယုတ်သည်မြင်သည့်ရမှုရှိသောကြောင့်သာနိဒသနာအဲ့တော့ယုတ်28ပါးထဲမှာမျက်စိနဲ့မြင်လို့ရတာတစ်ခုတည်းပဲဒီလိုဆိုလို့တယ်မျက်စိနဲ့မြင်လို့ရတဲ့အယုတ်ကအဆင်းယုတ်တစ်ခုတည်းပဲရှိတယ်နော်အဆင်းယုတ်တစ်ခုပဲရှိတယ်အဲ့ဒီအဆင်းယုတ်ကိုရူပလို့လည်းသုံးတယ်ရူပယတနာလို့လည်းသုံးတယ်ရူပရမဏလို့လည်းသုံးတယ်စာသုံးတဲ့အခါမှာအာယတနာထဲမှာဆိုရင်ရူပယတနာလို့သုံးတယ်ဓာတ်ကြတော့ရူပဓာတုလို့သုံးတယ်နော်ဟိုရူပခန္ဓာတို့နဲ့မတူဘူးအဲ့ဒီမှာရူပဓာတုလို့သုံးတယ်နောက်တစ်ခါရူပယတနာရူပဓာတုအဲ့ဒါတွေဟာဒီယုတ်ကိုရည်ညွှန်းတဲ့စကားလုံးတွေလို့ဒီလိုမှတ်တယ်ပဋ္ဌာန်းကြတော့ရူပယတနာစက္ခုဝိညာဏဓာတုယာတန်တမြုတ်တကနိသရူပဟောဒီလိုသွားတာနော်ဒီယုတ်တွေကိုပြောတာအဲ့တော့ပဋ္ဌာန်းရွရင်လည်းဒါတွေနားလည်လာမယ်နောက်ကြဒီဝါရလေးတွေကိုမှတ်ထားပြီရူပယတနာရူပဓာတုဒီလိုသုံးတယ်အစင်းယုတ်ကလေးတစ်ခုတည်းပဲမျက်စိနဲ့မြင်ရတယ်ကြံတဲ့ယုတ်တွေ29မျိုးဟာမျက်စိနဲ့မြင်လို့မရဘူးလို့သူတို့ပြောတယ်နောက်တစ်ခု7ကပါတယ်ဒီစကားလုံးလေးအသုံးကခောစရဆိုတာအာယုအကြံဉာဏ်အဖြစ်ဂါဟဆိုတာယူတာဖမ်းယူတာဆိုင်ရာအာယုကိုဖမ်းယူလိုက်တယ်ဆိုင်ရာအာယုထင်ဟပ်လာနိုင်တယ်ပသားတွေဥပမာမျက်စိကအဆင်းအာယုကိုဖမ်းယူတယ်
နားကအတန်ကိုဖမ်းယူတယ်နော်ဖမ်းယူတယ်ဆိုရအသုံးနဲ့သုံးထားတာဒီပဲရေဒီယိုဖမ်းတာတို့တယ်လီဗီရှင်းဖမ်းတာတို့အင်တာနက်ကနေဖမ်းယူတာလေအဲ့ဒါမျိုးဖမ်းယူတာအဲ့ဒီအသုံးနဲ့သုံးထားတာထင်ဟတ်တို့လည်းသုံးလို့ရတယ်ဖမ်းယူတယ်လို့လည်းသုံးလို့ရတယ်ဒီမှာပတာရယုတ်၅မျိုးစီဆိုင်ရာအာယုံကိုဖမ်းနေအစင်းကိုသက္ကုပတာရကဖမ်းယူတယ်အတန်ကိုသောတာပတာရကဖမ်းယူတယ်အနတ်ကိုခါနာကဖမ်းယူတယ်အယတာကိုစီဝါပတာရယုတ်ကဖမ်းယူတယ်အထိအတွေ့အာယုံကိုကာယပတာရကဖမ်းယူတယ်အဲ့ဒီဖမ်းယူနိုင်သောကြောင့်ဂောစရကာယကယုတ်လို့ကျန်တာတွေကအဲ့ဒါလို့မဖမ်းယူနိုင်ဘူးခန္ဓာကိုယ်မှာဒီမှာအရေးကြီးတဲ့ communication ဒါအရေးကြီးတဲ့ဟာတွေပေါ့ပတာရယုတ်၅ခုက communication နဲ့ပတ်သက်ပြီးအရေးကြီးတာခံစားခြင်းမျက်စိမမြင်တဲ့လူတွေဆိုရင်ဖမ်းယူနိုင်တာလည်းခုရော့သွားတာပေါ့နော်နားမကြားတဲ့လူတွေတို့သူတို့ရဲ့ခံစားချက်တွေကအများကြီးရော့သွားပြီပေါ့လက်ပရိုစီလက်ပါတွေလက်ပရိုစီယောဂဖြစ်တဲ့လူတွေကာယခံစားနိုင်စွာမရှိတော့သူတို့တွေဖြစ်သွားအဲ့တော့ဒီမှာထပ်ပြီးတော့ခွဲတာလေးတွေရှိသေးတယ်မှတ်ချက်ကလေးကိုဖတ်ကြည့်လိုက်ဟုတ်ပြီတမ္ပတ္တအတ္တမ္ပတ္တလို့ခွဲလာတယ်နောက်ပိုင်းမှာရှေ့ပိုင်းမှာတော့အဲ့ဒါမခွဲဘူးနောက်ပိုင်းမှာအဘိဓမ္မာတွေဖွံ့ဖြိုးတိုးတက်လာတဲ့အခါကျတော့ခွဲခြားမှုလေးပေါ်လာသူသဖြင့်ရှင်မဘုရဂောသအဘိဓမ္မာရောက်လာတဲ့အခါကျတော့တမ္ပတ္တအတ္တမ္ပတ္တလေးတွေခွဲလာတယ်ပေါ့အဲ့တော့အတ္တမ္ပတ္တဆိုတာအာယုံကဒီ organ တွေကိုရောက်လာမှယူတာမဟုတ်ဘူးဒီလိုဆိုလိုတာပေါ့နော်တိုက်ရိုက်အာယုံကဒီထဲကိုရောက်လာမှဖမ်းယူနိုင်တာတစ်မျိုးမရောက်ဘဲနဲ့ဖမ်းယူလို့ရတာတစ်မျိုးလို့နှစ်မျိုးခွဲလိုက်တယ်သူကနော်ရောက်မရောက်ဆိုတာကိုယ်လားထိတာမထိတာကိုဆိုလိုတယ်နော်ထိတာအဲ့တော့ပိုးထင်ရှားအောင်ပြောရမယ်ဆိုရင်အနံ့ကနှာခေါင်းထဲကိုထိမှသူကအနံ့ကနှာခေါင်းထဲဝင်လာမှအနံ့ရတယ်လေခန္ဓာပတာရကနှာခေါင်းထဲဝင်လာမှနှာခေါင်းပိတ်ထားလို့ရှိရင်သူကဝင်လာလို့မရတော့နှာခေါင်းထဲရောက်မှသိတယ်ဒါမှမဟုတ်ဟဲ့ညှော်လိုက်တာဘယ်ဟာတော့နဲ့ဆိုပြီးတော့လူတွေကဘယ်နှညှော်မှမသိဘူးလိုက်ရှာရတဲ့အခါလေးကြာတောင်ကညှော်တာလားမြောက်ကညှော်တာလားမသိနိုင်ဘူးဘာလို့ဆိုနှာခေါင်းထဲကျမှအနံ့ရတာကိုနှာခေါင်းထဲရတာဆိုနှာခေါင်းကညှော်နေတယ်ဆိုနှာခေါင်းကြီးကညှော်တာဖြစ်နေမှာပေါ့အဲ့တော့ तू ကနှာခေါင်းထဲရောက်မှကိုသိတယ်ဒါမှမဟုတ် तू ကတမ္ပတ္တရှားဆိုတာတော့ပိုးထင်ရှားတာပေါ့မြို့ပေါ်ကြောင်တွေကလူတွေသွားကြည့်ပေါ့ဟင်းကိုခဏခဏမြည်နေကြရှားပေါ်တင်ကြည့်ရတယ်လေတင်ကြည့်ရင်ချိုလားငံလားလည်းမသိဘူးရှားပေါ်မှာခဏခဏမေးနေတာသူတို့ကြည့်အောင်လည်းမသိဘူးနော်ချိုလားချင်းလားနဲ့သူတို့အရင်မြည်တာအဲ့တော့ तू ကလည်းရောက်လာမှပဲသိတယ် तू နဲ့လာထိမှသိတယ်ကာယဆိုတာပိုးထင်ရှားတယ်ပေါ့ဟုတ်လားလူကိုလာထိမှသိတယ်ပူတယ်အေးတယ်ဟုတ်ပြီမျက်စိကအဆင့်ကိုမြင်တာတို့နားကအတန်ကိုကြားတာကြတော့အဲ့ဒီပုံစံလားလို့ခွဲခြားကြည့်လိုက်တဲ့အခါသူကမရောက်ခင်မရောက်တာကိုမြင်ရတယ်လို့သူကဒီလိုပြောတာမရောက်ဘူးဆိုတာပုံရိပ်မျက်စိထဲကိုမရောက်ဘူးဆိုတာပုံရိပ်ထင်တယ်ပုံရိပ်အနေနဲ့သာရောက်တာဥပမာပဲတောင်ကြီးကိုလှမ်းကြည့်လိုက်ရင်တောင်ကြီးရဲ့မျက်စိထဲကိုရောက်လာတာမဟုတ်ဘူးနှာခေါင်းထဲကိုအနံ့ကရောက်လာတာကတော့ရောက်တာနော်ဟုတ်တယ်မလားမျက်စိထဲမှာ
အကယ်၍မျက်စိကနေမျက်စိတွေကိုတစ်ပင်ကြီးလှမ်းကြည့်လိုက်လို့တစ်ပင်ကြီးကမျက်စိတွေကိုရောက်လာမှမြင်ရမယ်ဆိုရင်တစ်ပင်နဲ့မျက်စိကြားမှာအကွာအဝေးဆိုတာပြောလို့မရတော့အခုကအကွာအဝေး different ကိုမြင်လို့ရတယ်မျက်စိကအဲ့တော့ဟိုကရောက်မလာဘူးပေါ့ရောက်မလာသည့်အတွက်ကြောင့်အေးတောင်ကဘလောက်ဝေးတယ်တစ်ပင်ကဘလောက်ဝေးတယ်ကိုယ့်ကိုအကွာဝေးကြီးကိုယ့်မှာရှိနေတယ်အဲ့ဒီဟာဒီရောက်လာတာမဟုတ်ဘူးသို့တော့ပုံရိပ်အနေနဲ့တော့ရောက်တယ်လို့ပြောပစ္စည်းဝတ္ထုနှာခေါင်းထဲမှာရှားပေါ်မှာပစ္စည်းဝတ္ထုရောက်တယ်လို့မျက်စိထဲမှာအဲ့လိုရောက်လာတာမဟုတ်ဘူးလို့ဒီလိုဆွလို့တာပေါ့နော်မျက်စိထဲမှာမြင်စရာအာယုကြီးကရောက်လာတာမဟုတ်ဘူးဒါကြောင့်မို့အတ္တမတ္တလို့ခေါ်တယ်လို့ဒီလိုဆိုတာတခါနားဆိုတာလည်းပဲထို့တူပဲနားထဲမှာအတန်ရောက်လာတာလားဆိုတော့သူကဒီထဲမှာရေးထားတာပါလေရေးတာသောတာပတ္တရာသည်ကြားနိုင်သည့်အကွာအဝေးရှိအတန်ကိုအတန်ဆိုတာပြောကြတယ်မဟုတ်လားဝိတ်နဲ့လာနေတာဟုတ်တယ်မဟုတ်လားအတန်လိုင်းကလာတယ်အကယ်၍အတန်လိုင်းလာနေတဲ့ကိုယ်ကြားနိုင်တဲ့အကွာအဝေးရောက်လို့ကြားသွားတယ်အဲ့လိုမဟုတ်ဘဲနဲ့နားရဲကြမှာကြားမယ်ဆိုရင်နားပွင့်ထွက်သွားမှာသိချတယ်သူကကြားနိုင်တဲ့အတိုင်းအတာရောက်လာတဲ့အချိန်မှာသူကကြားပြီးသားဖြစ်သွားတယ်ဒါလိုဆိုလိုတာပေါ့ဒါကြောင့်အဝေးကအတန်ဆိုလို့ရှိရင်အချိန်လေးနည်းနည်းกว่าဘုန်းကြီးတို့ငယ်ငယ်တုန်းကဟိုဘက်ကန်းဒီဘက်ကန်းဘုန်းကြီးတို့ကအနောက်ဘက်ကန်းမှာနေတယ်ဟိုအရှေ့ဘက်ကန်းကလူတွေကမြစ်မှာဆင်းပြီးတော့အဝတ်ဖို့တဲ့အခါမှာသူတို့အဝတ်ဖို့တဲ့အခါမှာအဝတ်ကိုမလိုက်တဲ့အချိန်မှာသူတို့အဝတ်ဖို့တဲ့အတန်ကဒီဘက်ကကြားတယ်ဟောဖို့တဲ့အချိန်မှာမကြားရဘူးမလိုက်တဲ့အချိန်ကျတော့ဒီသစ်ပင်ခုတ်လဲထို့တူပဲဓာမလိုက်တော့မှအတန်အထိရောက်လာတာအဲ့တော့အဲ့ဒီလိုကွဲပြားခြားနားမှုအချိန်ပိုင်းလေးအတန်ကသွားတာတော့ဟုတ်တယ်သို့တော့နားတဲ့ကိုရောက်မှကြားတာမဟုတ်ဘူးအတ္တပတ္တပဲလို့ဒါနောက်ပိုင်းမှာအဲ့ဒီလိုတွေးခေါ်လာတယ်တွေးခေါ်လာတယ်သမထအတ္တမတ္တခွဲကနောက်ပိုင်းမှာခွဲတာအရင်ကမခွဲဘူးနောက်ပိုင်းမှာအဘိဓမ္မာဒီတိုးတက်လာတယ်လို့ပြောမှာပေါ့လေအဘိဓမ္မာအယူဆတွေပို့ပြီးတော့အသေးစိတ်တိုးတက်ပြီးလေ့လာလာတဲ့အခါကျတော့ရောက်တယ်မရောက်ဘူးဆိုတာတွေသမ္ပတ္တအတ္တမတ္တဒီနှစ်ခုကိုခွဲပြီးတော့ပြောလာတယ်နောက်ပိုင်းကျလို့ဆိုတာပေါ့နော်အဲ့တော့အဲ့ဒီသဘောလေးကိုမှတ်ထားလို့ရှိရင်ဒီဟာသမတ္တအတ္တမတ္တအကွဲလေးကနားလည်ဖို့ရအကြောင်းရှိပါတယ်နားရဲရောက်မှအတန်နေနားရဲရောက်လာမှနှာခေါင်းနဲ့အနံ့ရောက်မှအနံ့ရတယ်လို့မဟုတ်ဘူးနားရဲမရောက်ခင်ကတည်းကကြားနိုင်တဲ့အတိုင်းတာအတန်ရောက်ပြီဆိုရင်ကြားရပြီဒါကြောင့်အတန်ကြားရင်ဟာဒိန်းငနဲ့အတန်ကြားတယ်ရှေ့ကလားအရှေ့ကလားအနောက်ကလားတောင်ကလားပြောလို့ရတယ်လေအနံ့ကြအဲ့လိုပြောလို့မရဘူးအနံ့ကြအဲ့လိုပြောလို့မရဘူးအိမ်မှာအနံ့တစ်ခုထွက်နေလိုက်ရှာတယ်ရှေ့ကလာတာလားနောက်ကလာတာလားပြောလို့မရဘူးအတန်ကြတော့ပြောလို့ရတယ်မဟုတ်လားတောင်ထဲကအတန်မြောက်ထဲကအတန်ဆိုပြောလို့ရတယ်ဆိုရင်သူက duration နဲ့ different ရှိနေတယ်ဆိုတာထင်ရှား duration different ရှိနေလို့သူကပြောလို့ရတာဟုတ်နားရဲရောက်မှကြားမယ်ဆိုလို့ရှိရင်တော့ပြောလို့ရမှာမဟုတ်တော့ဘူးအဲ့ဒီသဘောရှင်းလင်းပြပြတာပါနောက်တစ်ခုမှာမျက်စိနဲ့ပတ်သက်ပြီးတော့လဲမှန်တကားတွေကနေအပြင်ဘက်ကအဆင်းကိုမြင်ရတာတို့အဲ့ဒါတွေနဲ့လည်းဥပမာပြကြရတယ်ပေါ့နော်စာထဲမှာမှန်တကားကနေကြည့်လိုက်လဲဟိုဝေးကပြင်ဘက်ကအရေးတွေဒီမြင်နေရတယ်ပေါ့ဝင်လာတာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုရှင်းအောင်ပြောကြတာအတန်ကြတော့လဲ sound proof လုပ်ထားလို့မကြားနိုင်တဲ့အတိုင်းအတာတစ်ခုဆိုရင်တော့ကြားရဘူးပေါ့နော်ရောက်လာနိုင်တဲ့အတိုင်းအတာတစ်ခုဒီမရောက်ဘူးဆိုရင်အတန်လုံးခန်းလေးပါးတွေမှာဆိုရင်မကြားရဘူးပေါ့ဘေးကအတန်တွေမရောက်နိုင်ဘူးရောက်တယ်ဆိုတာနားရဲရောက်မှကြားတာဒီလိုကိုဆွလို့တယ်ပေါ့ရောက်တာနော်နားရဲရောက်မှကြားတာမဟုတ်ဘူးနှာခေါင်းထဲတို့လျှာပေါ်တို့ကိုယ်ကာယတို့ကတကယ်ကိုရောက်မှဒါပေါ်တာဉာဏ်တွေကမျက်စိနဲ့သောတာအဲ့လိုမဟုတ်ဘူးလို့ဆွလို့တဲ့သမတ္တအတ္တမတ္တအခွဲနောက်12ခုကိုပြောပါသ
ဒါကမ္မထာအထုတ်ဖို့အတွက်နိဗ္ဗာန်ယုတ်အနိဗ္ဗာန်ယုတ်တိုက်ရိုက်ထုတ်လုပ်ထားတာဒီနိဗ္ဗာန်ယုတ်18ခုပဲဒါယုတ်စစ်လို့ဆိုလိုတာပေါ့နော်ဝိပဿနာအထုတ်ရင်အဲ့ဒီယုတ်စစ်ကိုပဲအထုတ်ရနိဗ္ဗာန်ယုတ်18ခုပဲကမ္မထာရှုရတယ်လို့ဆိုလိုတယ်သဘာဝလက္ခဏာအနေနဲ့သူတို့ပဲကြည့်တယ်အောက်ကဟာလည်းအတူတူပဲနိဗ္ဗာန်ယုတ်18မျိုးတည်ပင်ကိုယ်ပိုင်အဲ့ဒီမှာကိုယ်ထိုင်ဆိုတာလေးကိုကိုယ်ပိုင်လို့ပြင်ထားလိုက်ပါမှားရိုက်ကိုယ်ပိုင်တဘာဝဆိုတာတဆိုတာမိမိဘာဝဆိုတာသဘောလက္ခဏာကိုယ်ပိုင်သဘာဝကိုယ်ပိုင်အသွင်ပြင်ကိုယ်ပိုင်လက္ခဏာလေးတွေသူများဟာယူထားတာမဟုတ်ဘူးကိုယ့်ဟာကိုယ်ဒီအဓိပ္ပာယ်ကိုဆိုလို့တဘာဝဆိုတာအုံနေချာလို့အင်္ဂလိပ်လိုပြန်နေအောင်အုံနေချာကိုယ့်ရဲ့ပင်ကိုပိုင်ကိုယ်ထိုင်လက္ခဏာရှိသောကြောင့်မဟုတ်ကိုယ်ပိုင်လက္ခဏာရှိသောကြောင့်သူတို့အသီးသီးမှာလက္ခဏာသဘာဝလေးတွေကကိုယ်ပိုင်ရှိတယ်သူများဟာနဲ့မတူခြားတဲ့အသင်္တရံလေးတွေအမှတ်သားလေးတွေရှိတယ်အဲ့တော့ဆိုလိုတာနိဗ္ဗာန်ယုတ်18ခုပဲသဘာဝယုတ်လို့လည်းခေါ်တယ်တာလက္ခဏာယုတ်လို့လည်းခေါ်တယ်ရူပယုတ်လို့လည်းခေါ်တယ်သမတနာယုတ်လို့လည်းခေါ်တယ်အဲ့တော့ဝိပဿနာဉာဏ်ရှုပြီဆိုလို့ရှိရင်ဒီသမတနာယုတ်ကိုပဲဟိုလိုဝိပဿနာရှုအောင်မြတ်စွာဘုရားကဒီတန်ရုပ်ပါဠိတော်တို့ဒီတန်ရုပ်ပါဠိတော်ဆိုတာဒီခန္ဓာဝကတန်ရုပ်တို့သာလရဏဝကတန်ရုပ်တို့ဆိုတာကမ္မဋ္ဌာန်းရှုနည်းတွေဟောတာအများကြီးပဲနော်မြတ်စွာဘုရားဟောတာတဲ့တရားတွေထဲမှာဘယ်လိုရှုရမလဲဆိုတာအပြည့်စုံနေကုန်ပါပြီသားနောက်ထပ်ပြီးတော့နည်းသစ်တွေထင်စရာမလိုဘူးနော်မော်ဒန်နည်းသစ်တွေလောက်စရာမလိုဘူးဖျားပေးထားတဲ့နည်းစနစ်တိုင်းလောက်ဖို့လိုတယ်ပေါ့မြတ်စွာဘုရားရဲ့ဒါမို့လို့အဲ့ဒါကိုနားလည်အောင်သဘောပေါက်အောင်သင်ရတယ်ကမ္မထာကဒီတိုင်းတော့အထုတ်လို့ရှိရင်ဟုတ်ဒီတဘာဝတွေမသိပဲနဲ့ဆိုရင်လွဲမှားကုန်နိုင်တယ်ပေါ့နော်အတွေးတွေကလဲမှားကုန်နိုင်တဘာဝတရားကိုမသိရှိပဲနဲ့ကိုယ်အထင်တွေနဲ့အပြောတွေနဲ့ဆိုရင်အကုန်လွဲမှားသွားနိုင်တယ်ဒါကြောင့်မို့လို့ဘယ်ရာပဲဖြစ်ဖြစ်မလောက်ခင်သင်ရတယ်သင်တန်းတက်တယ်ဆိုတာအဲ့ဒါပဲတာမန်အလုပ်တွေတောင်မှသင်တန်းတက်ပြီးမှအလုပ်ခံတာလေသင်တန်းတက်ရတယ်ကမ္မထာကြတော့ဘာလို့သွားပြီးတော့ဒီတိုင်းသွားပြီးတော့အာထုတ်တာအာထုတ်လို့မရဘူးဒီတိုင်းသင်ရမယ်မသင်မဲနဲ့သွားလို့ရင်ကားမောင်းမသင်မဲနဲ့ကားတက်မောင်းတယ်လို့တောင်းတိုက်မြောက်တိုက်ကုန်မှာအဲ့လိုတွေဖြစ်ကုန်မှာပေါ့နော်ကျွမ်းကျင်အောင်ဆိုတာသင်ကြားရဒါမို့ပရိယတ္တိဆိုတာရှိရတယ်လို့ပြောတယ်တချို့ကတရားထုတ်တာပရိယတ္တိမလိုဘူးလို့ကတော့ပြောတာဒါမဟုတ်ဘူးအဲ့လိုပြောရမှာမဟုတ်ဘူးမှန်ပရိယတ္တိဆိုတာကမ္မထာထုတ်ခြင်းကမ္မထာအထုတ်တဲ့နည်းစနစ်ကိုသင်တာပရိယတ်ပဲဟိုလိုစာတွေသင်ပြီးတော့ဘွဲတွေယူနေတာမျိုးဆိုလိုတာမဟုတ်ဘူးတလိုင်းစီပဲသူကသူနော်ဘယ်ဟာပဲဖြစ်ဖြစ်သူကလည်းသူသင်ရမှာလေသင်တာတောင်မှမလုံလောက်လို့ workshop တွေလုပ်နေရသေးတာနောက်ထပ်နော် workshop လုပ်ရနဲ့ဒီကဘာတော့မွမ်းမန်သင်တန်းတို့ဘာတို့ရှောက်ပြီးတော့ထပ်တိုးပေးနေရတာဟုတ်တယ်မလားမလုံလောက်ဘူးဆိုလူမှမြင့်ပေးနေရတာအကုန်လုံးအဲ့တော့ကပ္ပထာအထုတ်တာလဲမွမ်းမန်သင်တန်းလိုအပ်တယ်မွမ်းမန်သင်တန်းလို့ဆိုလွဲမှားကုန်မှာပေါ့အဲ့တော့ကပ္ပထာအထုတ်တယ်ဆိုတာအမှန်တမ်းအရေးကြီးတဲ့လုပ်ငန်းကြီးတစ်ခုကိုလုပ်တာအရေးကြီးတဲ့လုပ်ငန်းကြီးတစ်ခုအဲ့တော့အရေးကြီးတဲ့လုပ်ငန်းကြီးတစ်ခုဟာသင်ပြီးရင်လည်းဘယ်နေရာပဲဖြစ်ဖြစ်လုပ်အောင်ရှိတာသွားနေမှာကမ္မထာအထုတ်ရမှာမဟုတ်ဘူးအိမ်မှာနေလဲကမ္မထာအထုတ်ကမ္မထာအထုတ်တယ်ဆိုတော့ဝိပဿနာဆိုတာထမင်းချက်ရင်လည်းရှုတာအလုံးလို့ရင်လည်းရှုတယ်ကားမောင်းရင်လည်းရှုတယ်ဒီတဘာဝဘယ်ချိန်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတွေ့အမြင်တွေဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာနေလို့ရှိရင်ဒါအထုတ်တရားနှလုံးသွင်းနေတယ်လို့ပဲခေါ်တာပဲ
မှန်ကန်တဲ့အမြင်ပေါ်မှာနေဖို့လိုတာပဲလောဘဒေါသဆိုတဲ့အကုသိုလ်လမ်းကြောင်းပေါ်မှာမရောက်အောင်ထိန်းနေတာဒါကမ္မထာအားထုတ်တယ်လို့ခေါ်တယ်နော်ကမ္မထာထိုင်တယ်လို့ပြောရင်တော့ထိုင်တာတခုပဲဖြစ်မှာပေါ့ကမ္မထာအားထုတ်တယ်တရားနှလုံးသွင်းတယ်ဘာဝနာအလုပ်လုပ်တယ်ဆိုတာအဲ့တော့စိတ်အလုပ်တစ်ခုပဲစိတ်အလုပ်ဆိုဒီမှာဘယ်ချိန်ပဲဖြစ်ဖြစ်စိတ်နဲ့အာယုံကြုံတွေ့တဲ့အချိန်တိုင်းမှာမှန်ကန်တဲ့နှလုံးသွင်းတဲ့ဆင်ញင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အဲ့ဒါလို့ဆင်ញင်စဉ်းစားပြီးတော့အလုပ်လုပ်သွားမယ်ဆိုလို့ရှိရင်သူကအကုသိုလ်ပဲဖြစ်တော့နည်းသွားလွတ်လိုက်တာနဲ့တပြိုင်နက်အကုသိုလ်ဝင်သွားမှာပဲအကုသိုလ်ဝင်သွားပြီအဲ့တော့ရိတ်တာသွားပြီးဆယ်စခန်းဝင်လာအိမ်ပြန်ကဒီတိုင်းပဲဆိုတာကတော့အဲ့ဒါခုနကမ္မထာနဲ့မတွေ့ကြလို့ပဲဖြစ်မှာချာနော်ကမ္မထာနဲ့မတွေ့ဘူးသူကဘာနဲ့တွေ့လာတော့ဆိုဟင်းကောင်းကောင်းထမင်းကောင်းကောင်းနဲ့တွေ့အစာကောင်းကောင်းနဲ့ပဲတွေ့လာပြီးတော့ကာတွန်းအတောင်မှရေးထားတယ်ကမ္မထာရိတ်တာပြန်လာမှတပေါင်တိုးလာတယ်ဆိုအိတ်ကောင်းစားကောင်းဖြစ်သွားလို့ရှိရင်ပေါင်ချိန်တွေတက်လာအဲ့ဒီလိုတော့မဖြစ်သင့်ဘူးပေါ့နော်ပြီးတော့ဒီလိုသိထားလို့ရှိရင်ဘယ်နေရာထိုင်ပြီးဘယ်နေရာမှတရားထုတ်ရမယ်လို့မှမရှိတာမရှိဘူးတမာတိအလုံးလုံးတဲ့အခါအတန်တိတ်ဆိတ်တဲ့နေရာတော့ရွေးရတာပေါ့စိတ်ငြိမ်တဲ့နေရာရွေးရတာနောက်ရှေ့မရှိတဲ့နေရာရွေးတာဒါတော့ပဲရှိတယ်တော့ပဲရှိတယ်အဲ့တော့ဘယ်နေရာပဲဖြစ်ဖြစ်တရားနှလုံးသွင်းတယ်ဆိုတာစိတ်ထဲမှာမပြတ်ဆင်ញင်စဉ်းစားနေတာဘာလေးမြင်လိုက်ဥပမာထမင်းစားတယ်ဆိုရင်စားတဲ့အချိန်လေးမှာရှားပေါ်တွေးလို့အရသာလေးတွေးလိုက်လို့ရှိရင်မြတ်စွာဘုရားဟောတာဇီဝံစပတိစ္ဆရတေသဥပ္ပစ္စတိဇီဝဝိညာဏဒိဋ္ဌံသင်္ကတိဖတ်တော်ဖတ်တာပိစ္ဆယဝေဒနာဆင်ញင်မယ်ဆိုလို့ရှိရင်ဒါမြတ်စွာဘုရားဟောတဲ့စကားအဓိပ္ပာယ်ကရှားနဲ့အရသာပေါင်းစပ်မှုကိုအကြောင်းပြုပြီးတော့လျက်သည့်စိတ်ကလေးဖြစ်လာတယ်အဲ့ဒီသုံးမျိုးပေါ်လာလို့ဖတ်တာဆိုတာအာယုန်နဲ့တွေ့ထိမှုလေးဖြစ်လာတယ်ဖတ်တာဖြစ်လို့ဝေဒနာဆိုတာအကောင်းဆုံးခံစားမှုလေးလာတယ်ဝေဒနာပစ္စယတဏှာကောင်းတာဆိုရင်နောက်ထပ်စားခြင်းနဲ့အကြိုက်လေးဝင်လာတယ်ဆိုဟောဒါဆင်ញင်တာပဲလေသူ့ကိုသူသိတဘာဝတရားကိုသိတယ်လို့ခေါ်တာကိုယ်တဏ္ဍာမှာဘာတွေဖြစ်သွားတယ်ဆိုတာသိလိုက်တယ်အဲ့ဒီသိလိုက်ခြင်းဒီပင်တရားကိုသိတယ်လို့ပြောတာနော်အဲ့ဒါမှသိအောင်မလုပ်ဘူးဆိုရင်တရားမသိဘူးအဲ့ဒါကောင်းလိုက်တာဒီနေ့ဟာကောင်းစားလိုက်တာတွေကောင်းလိုက်တာဆိုရင်တော့တရားသိတာမဟုတ်အရသာပဲသိတာဖြစ်သွားပြီဆိုလိုတာအိမ်နေရင်လည်းဒါလုပ်လို့ရတာပဲလေအိမ်နေရင်လည်းလုပ်လို့ရတာဘယ်မှာပဲလုပ်လို့ဒါမို့ဒီစာတွေဟာတရားစာတွေပဲဖတ်လို့ရှိရင်ကိုယ်စိတ်ထဲမှာအသိဉာဏ်တွေရအသိဉာဏ်ရစဉ်းရင်စဉ်းစားလိုက်အခုကြည့်လေဒီခုရေးထားတဲ့သဘာဝတရားတွေကိုပဲစဉ်းစဉ်းစားပြီးကိုယ်တဏ္ဍာနဲ့မှရှာလိုက်စာဖတ်လိုက်ကိုယ်တဏ္ဍာနဲ့မှရှာလိုက်ဒါတရားလုံးအဲ့ဒီအချိန်မှာကြည့်လောဘဆိုတာမလာဘူးဒေါသဆိုတာမလာဘူးမသိတဲ့မောဟဆိုတာလည်းမလာဘူးဒီတရားအာယုံပေါ်မှာပဲစိတ်ကရောက်အဲ့ဒါအလွန်ကောင်းတဲ့အချိန်တစ်ခုပဲအလွန်ကောင်းတဲ့အချိန်အဲ့ဒီအလွန်ကောင်းတာကိုပဲတရားမှမသိရင်တော့လိုက်ရှာအောင်မှာပဲတရားကတော့တရားဆိုတာအဲ့ဒါခေါ်တာပဲအဲ့ဒီတည်းပဲတန်မိုးရှိတာဘာတော့ဆိုအသိအဲ့ဒီသိတာတတိရှိလို့အဲ့တော့သိရမယ့်ဟာတွေကတော့ကိုယ်တဏ္ဍာမှာရှိနေကိုကဘာလို့နေတာတော့ဆိုတတိနဲ့အသိပဲလို့တာနော်တတိအသိတမာတိလုံလမသိသိအောင်ကြိုးစားမယ်ဆိုရင်လုံလဝိရိယဒါတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်တာကိုတရားဘာဝနာလို့ခေါ်တာတရားဆိုတာတော့သူကသူဖြစ်နေမှာပဲကိုယ်မျက်စိအောက်မှာမြင်စရာတွေကြားစရာတွေအနံ့ရှုစရာတွေဒါတွေကဖြစ်နေမှာပဲအဲ့ဒါတွေကိုသိမှုမသိမှုနဲ့တတိထားမိမှုတတိမထားမိမှုဒါပဲကွာအဲ့တော့တတိထားပြီးဒီဟာတွေကိုသိနေပြီဆိုရင်ဒါတရားလားလို့မေးကောင်းမေးလိမ့်မယ်နော်အဲ့ဒီလိုသိနေခြင်းအပြင်လောဘဖြစ်လားမေးကြည့်လိုက်မဖြစ်ဘူးဒေါသဖြစ်လားမဖြစ်ဘူးမောဟတွေဖြစ်နေသလားမဖြစ်ဘူးအဲ့ဒီအချိန်မှာမာနတွေဖြစ်နေသလားမဖြစ်ဘူးအိတ်တာတွေဖြစ်နေသလားမဖြစ်ဘူးဟောဒါတရားကတားထားလို့မဖြစ်တာလေဟ
အဲ့ဒီအချိန်ဟာအလွန်ကောင်းတဲ့အချိန်ဒါတရားထုတ်နေတဲ့အချိန်ပဲလားတရားနှလုံးသွင်းတဲ့အချိန်အဲ့ဒီလိုသိဖို့အတွက်ကိုကြိုးစားနေတာလို့သိနေခြင်းဟာတရားကိုသိနေခြင်းပဲတရားကိုသိနေခြင်းအပြင်မကောင်းတဲ့အကုသိုလ်တွေကိုယ်တဏ္ဍာမှာ subjugate လုပ်တာချိုးဖဲ့ထားတယ်နှိမ့်နှင်းထားတယ်နှိပ်ကွက်ထားတယ်ဒါတွေကအလုံးလုံးနှိပ်ကွက်ပြီးသားဖြစ်နေတယ်ကောင်းတာတွေဖြစ်နေမကောင်းတာဝင်မလာဘူးလေမကောင်းတာဝင်မလာဘူးဆိုသူကိုနှိပ်ကွက်ထားတာပဲအဲ့လိုမဟုတ်ဘဲနဲ့ဖွင့်ပေးလိုက်ရင်သူတို့ကအရင်ဝင်လာမှာဝင်လာတာအဲ့ဒါသူ့ကိုမချိုးနိုင်ပဲနဲ့ဒီတိုင်းထားရင်မြတ်စွာဘုရားကုသီတလည်းလူပြင်းလို့ပြောတာနော်အတွေ့အကြုံရောနေမျောပြီးတော့ตาရနေလို့ရှိရင်အဲ့ဒါပြင်းနေတာပဲအာရဒဝိရိယမဟုတ်ဘူးတဲ့အာရဒဝိရိယဆိုဒီမှာကိုယ်တဏ္ဍာမှာမကောင်းတဲ့အတွေ့ဝင်လာတွန်းထုတ်ပြလက်မခံနဲ့အဲ့ဒါလို့ဆိုလိုတာကဒီတစ်ခုတည်းတည်းမဟုတ်ဘူးအကုသိုလ်ဖြစ်လာရင်တွန်းထုတ်ပြမယ်ကုသိုလ်ဖြစ်လာအောင်ကြိုးစားမယ်ဒါတမ္မာဝါယာမဆိုတာအဲ့ဒါပဲအဲ့ဒီအလုံးလုံးတဲ့ဆိုတာဘယ်နေရာမှာဆိုလုံးနေရမှာလေကဲရိတ်တာသွားပြီး10စက္ကန့်အိမ်ပြန်တာနဲ့တပြိုင်နက်အကုန်ရိတ်တာမှာအကုန်ခြံထားပြခဲ့ပြီအိမ်ပြန်တာနဲ့တပြိုင်နက်ဟိုဟာတွေမေ့ပြီးတော့ဖြစ်လာလို့ရှိရင်ကတော့ဒုံရင်ပဲဖြစ်သွားမှာပဲတရားသားလည်းတက်မှာမဟုတ်ဘာလို့ဆိုအသိဉာဏ်မှမရတာရိတ်တာသွားတော့တမာရီလေးတော့ထိုက်သိမ်းဖြစ်လာမှာပဲဘာလို့လဲဆိုအချိန်ရပြီးတော့ကမ္မထာအချိန်မှန်ထိုင်နေအချိန်မှန်ထားတယ်ဆိုတာအဲ့ဒါလေးကတော့အချိန်မှန်အိတ်အချိန်မှန်စားအချိန်မှန်လုံးလို့ဆိုတာကျမရေးလေးနဲ့ဝိတ်ကလေးတော့တက်ချင်တက်လာမှာပေါ့အဲ့ဒါနော်ဝိတ်ကလေးအသိဉာဏ်မတက်ခဲ့ဘူးဆိုရင်ဒါဘာမှအကျိုးမရှိဘူးသိပြီတော့နော်ဘာမှသိပညာဆိုတာကြတော့အိမ်မှာပါသွားပြီခုကြည့်လေဒီသင်္นานသင်ထားတဲ့ပညာအိမ်မှာပါတရားအထုတ်ယုံထုတ်ပြီးတော့သွားတဲ့တမာတိကအိမ်မပါဘူးဒါမထုတ်ရဘူးပြောတာမဟုတ်ထုတ်ရတယ်နော်ထုတ်ရတယ်တမာတိရလည်းလောက်ရတရားထိုင်တာလည်းပဲထိုင်တဲ့အချိန်တွင်မှာအကျိုးရှိသို့တော့အသိဉာဏ်မပါရင်မခိုင်ပါဘူးဒါကြောင့်မို့အသိဉာဏ်ပါအောင်လို့ဒါတွေကိုသင်ရတယ်လို့ဒီလိုပြောတာနော်ဒါတွေသိမှကိုယ်မှာရှိတယ်မရှိဘူးဆိုတော့လည်းအကုန်သိလာဒါသိဖို့ဟာအမှန်တမ်းအရေးကြီးတယ်လို့ဒီအသိဉာဏ်တွေအကုန်ရဖို့ကြိုးစားရမယ်လို့ကိုယ်ဒါယုတ်နဲ့ပတ်သက်လာပြီးတော့ဒီနေ့ရူပဝိပါကယုတ်တွေကိုခွဲခြားဝေတာဒါအခုကခက်မြန်ခက်တက်သွားနေတာဆိုတော့နောက်ကနေလိုက်ဖို့တော့လိုတယ်နော်ဒီနေ့2ကြိမ်သင်တန်းပို့ချထားတယ်ကျန်တဲ့အချိန်တွေမှာဒါတွေကိုကျင့်ကြအောင်နောက်ကျများသွားမှာတဖြည်းဖြည်းရှေ့ကိုဆက်သွားနိုင်အောင်ဒီရုပ်တင်မဲ့တော်တော်သင်ရမှာနောက်မှာသိစရာတွေကအများကြီးပဲဒါကရုပ်နဲ့ပတ်သက်တဲ့ဟာတွေကကုံတော်လောက်နီးမနစ်တုန်းကတော့ဒီလောက်မသိဘူးဒီနေ့တော့အဲ့ဒါပို့ပြီးတော့အဘိဓမ္မာနှစ်ချုပ်ကိုသင်ပေးတာဒီနေ့ကပို့ပြီးတော့များတယ်ပို့ပြီးတော့ပြည့်စုံမနစ်ကတော့သဘောလေးမိုံလောက်ပဲသိအခုကသဘောလည်းမိရမယ်အဓိပ္ပာယ်တွေလည်းခြုံပြီးငုံမိရမယ်စာမွေးဖြေဖို့မဟုတ်ပါဘူးအသိရှိဖို့ပါနော်အသိဉာဏ်ရဖို့ကအရေးကြီးတယ်ဖြေခြင်းတစ်ပါးဆိုလည်းဖြေပေါ့လေcertificate လေးပါလေးရအောင်ဒီကနေပြီးတော့မှတ်မိအောင်တော့ကြိုးစားပေါ့နော်မှတ်မိအောင်ကြိုးစားလို့ရှင်ဒီအဘိဓမ္မာသဘောတရားတွေကိုခြုံပြီးငုံပြီးတော့သိသွားမှာပါကဲဒီနေ့ဒီလောက်ပဲတော့ကြရအောင်